2014ခုနှစ်ပနားမားတောနယ်ထဲက El Pianista တောင်တက်လမ်းလေးမှာအမျိုးသမီးငယ်နှစ်ဦးဟာရှုခင်းကြည့်ဖို့ခဏတာလမ်းလျှောက်ထွက်လာခဲ့ကြပါတယ်။ပြောရရင်တော့ဒီခီးစဉ်ကတကယ်ချင်းနှစ်ယောက်အတွက်တသက်တာအမှတ်တရဖြစ်မယ်လို့ယုံကြည်ခဲ့ရတဲ့ပျော်ရွှင်စရာခီးစဉ်တစ်ခုအနေနဲ့စပြုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီပြောနေတဲ့နောက်ွယ်ကပြန်လမ်းမရှိတဲ့အိမ်မက်ဆိုတစ်ခုစောင့်ကြိုနေခဲ့ပါတယ်ဆိုတာကိုတော့သူတို့ကြိုပြီးတော့သိရှိခဲ့ကြခြင်းမရှိခဲ့ကြပါဘူး။သူတို့ပျောက်ဆုံးသွားပြီး8ရက်အကြာညနေတကောင်အမှောင်တူထဲမှာဘာကြောင့်တပ်ပုံပေါင်း90ကိုရိုက်ခဲ့တာလဲ။ဒါတိုးနဲ့ထဲကနေအကူကြီးတောင်းတဲ့နောက်ဆုံးစူးစမ်းမှုလားဒါမှမဟုတ်ပိုမိုထိတ်လန့်စရာကောင်းတဲ့တစ်စုံတစ်ခုမှတ်တမ်းတင်ခဲ့ဖို့ကြိုးစားခဲ့တာလားကြောဘွေးတစ်လုံးဖက်တစ်ဖက်ပြီးတော့ဖြက်ပစ်ခြင်းခံလိုက်ရတဲ့နံပါတ်စဉ်909ဆိုတဲ့တပုံတစ်ပုံမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Cold Truth YouTube Channel PC လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်နည်းနည်းလေးအပြောင်းအလဲလုပ်တဲ့အနေနဲ့ဗီဒီယိုကြည့်ရှုသူလူချင်းမင်းတို့ခေါင်းစားစရာဗဟေတိဖြစ်စဉ်လေးတစ်ခုတင်ဆက်ပေးကြပါမယ်လူပြောက်မှုပေါင်းများစွာတဲ့ရမှာကမ္ဘာမှာဒီနေ့အထိFacebook တို့ Reddit တို့မှာဆက်ပြီးတော့ဆွေးနွေးညှင်းခုန်နေကြရတဲ့ Chris Kremers နဲ့ Lesen Fromm တို့ရဲ့လူပြောက်မှုတနည်းပြောရရင်လူသေးမှုကိုပြောပြချင်တာလေးရှိပါတယ်။ဒီမှုဟာဆယ်စုနှစ်တခုကျော်ကြာတဲ့အထိကမ္ဘာအဖြစ်အခက်ဆုံးနဲ့ခြောက်ခြားစရာအကောင်းဆုံးလျှို့ဝှက်ချက်တစ်ခုဖြစ်ရှိနေသေးပါပဲ။ဟုတ်ကဲ့ဒီနေ့တင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုအိမ်မှာ coffee ပူပူလေးတောင်းရင်သင်ခန်းစာယူစရာရင်ထိတ်စရာကိုချင်းစာနာစရာစဉ်းစားစရာဒီဖြစ်ရမယ့်ဇာတ်လမ်းလေးကိုဆက်လက်နှာဆင်ကြည့်ဖို့ဖိတ်ခေါ်လိုပါတယ်။ဒီဇာတ်လမ်းကပျော်ရွှင်စရာတွေရင်ခုန်စရာတွေနဲ့စတင်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပါတယ်။အသက်22နှစ်အရွယ် Chris Kremers နဲ့အသက်22နှစ်အရွယ် Lesen Fromm တို့ဟာနယ်သာလန်နိုင်ငံသားတွေဖြစ်ပြီးတော့ဘဝကိုစူးစမ်းကျင်တဲ့တက်ကြွတဲ့လူငယ်လေးတွေပါဒီနေရာမှာကျွန်တော်ဖြည့်ပြောချင်တာကတော့ဥရောပနိုင်ငံသားတွေအနောက်နိုင်ငံသားတွေဟာစူးစမ်းလိုစိတ်အပြည့်ရှိတဲ့သူတွေဖြစ်ကြပါတယ်ဒါကြောင့်မလို့တခုခုဆိုရင်သူတို့ပဲအရင်သိကြတွေးကြရှာဖွေမိကြတာဖြစ်ပါတယ်ဒါပေမဲ့စိတ်မကောင်းစွာနဲ့အဲ့ဒီထဲမှာအန်နီယာတွေလည်းပါပါတယ်သူတို့ဟာပနားမားကိုခီးထွက်ရုံနဲ့မကပဲဒေသခံကလေးတွေကိုစေတနာဝန်ထမ်းဖြစ်အင်္ဂလိပ်စာသင်ပေးဖို့နဲ့စပိန်ဘာသာစကားလေ့လာဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ရည်ရွယ်ချက်ကောင်းဖြစ်တယ်လို့စိတ်ကောင်းနှလုံးကောင်းရှိကြသူတွေလည်းဖြစ်ကြပါတယ်။2014ခုနှစ်မှာမိန်းကလေးနှစ်ယောက်ဟာပနားမားနိုင်ငံစီကိုအားလျက်ခီးထွက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီခီးဟာသူတို့အတွက်နောက်ဆုံးခီးဖြစ်သွားလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့မိပါဘူး။သူတို့နောက်မှာခြံခဲ့တာကတော့ဗဟေဒီဆန်တဲ့ဓာတ်ပုံတွေကိုရေးကိုရာပစ္စည်းတွေနဲ့တောနဲ့ထဲကအယိုးစုတချို့ပဲခြံထားရခဲ့တာဖြစ်ပါတယ်။ဒီနေ့မှာတော့ကဘာတဝမ်းကိုတုံလှုပ်စေခဲ့တဲ့နယ်သာလန်အမျိုးသမီးနှစ်ဦးဖြစ်တဲ့Chris Kremers နဲ့ Lesen Fromm တို့ရဲ့ပြောဆိုမှုအကြောင်းကိုကျွန်တော်တို့အသေးစိတ်လေ့လာကြည့်ကြပါမယ်။ Chris Kremers ဟာ1992ခုနှစ်အောက်တိုဘာလမှာမွေးဖွားခဲ့တဲ့အသက်22နှစ်အရွယ်မိန်းကလေးတစ်ယောက်ပါ။သူဟာအမှုပညာနဲ့ရည်ရည်မှုဆိုင်ရာဘာသာရပ်တွေကိုသင်ယူပြီးကစားဖြစ်ပြီးတော့အရန်ကိုပွင့်လင်းတက်ကြွတဲ့ဇာတ်ရိုက်ရှိတဲ့သူဖြစ်ပါတယ်။သူ့မှာချစ်သူတစ်ယောက်လည်းရှိပါတယ်။ Lesen Fromm ကတော့ Chris ထက်အသက်တစ်နှစ်ကြီးပြီးတော့22နှစ်ဖြစ်ပါတယ်။သူကစိတ်ပညာဘာသာရပ်နဲ့ဘွဲ့ရထားသူတစ်ယောက်ဖြစ်ပြီးတော့အရက်အရန်ရှည်တဲ့ဗော်လီဘောအားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဇာတ်ရိုက်ကတော့ Chris နဲ့လုံးဝဆန့်ကျင်ဘက်ပါပဲ။ Lesen ကတော့ပြောရရင်ရှက်တက်တယ်။အိမ်ထဲမှာပဲနေရတာကိုသဘောကျပြီးတော့ဘယ်အရာမဆိုကြိုတင်ပြင်ဆင်တတ်တဲ့စေ့စပ်သူတစ်ယောက်ဖြစ်ပါတယ်။သူတို့ကနယ်သာလန်ကကဖေးဆိုင်တစ်ခုမှာအလုပ်တူတူလုပ်ကြရင်လည်းတကယ်ချင်းဖြစ်လာခဲ့ကြတာအခုဆိုရင်၄နှစ်တောင်ရှိနေပြီဖြစ်ပါတယ်။စောစောပြောခဲ့သလိုပဲဒီခီးစဉ်လေးကသူတို့အတွက်အပျော်ခီးသက်သက်မဟုတ်ပါဘူး။ Chris ကစပိန်ဘာသာစကားသင်ရင်းနဲ့ဒေသခံကလေးတွေကိုအင်္ဂလိပ်စာသင်ပေးဖို့ပါစိတ်ကူးရခဲ့တာဖြစ်ပါတယ်။သူတို့ကခီးစိတ်အတွက်ကိုယ်တိုင်ငွေစုခဲ့ကြသလိုဟိုရောက်ရင်ကလေးတွေအတွက်ကစားစရာတွေဝယ်ပေးဖို့ပါတကယ်ချင်းနေစီကအလူငွေကောက်ခဲ့ကြပါတယ်။ဒီလိုနဲ့2014ခုနှစ်မတ်လ15ရက်နေ့မှာသူတို့ခီးစဉ်စတင်ခဲ့ပါတယ်။ထူးခြားတာသူတို့နှစ်ယောက်ဟာတကယ်ချင်းဖြစ်တာကြားပြီးဖြစ်ပေမဲ့သူတို့ရဲ့မိဘတွေကတော့လေစိတ်ရောက်မှပထမဆုံးအကြိမ်ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာလူတိုင်းကအရန်ကိုစိတ်လှရှားပြီးတော့ပျော်ရွှင်နေခဲ့ကြပါတယ်။သူတို့ရဲ့ပထမဆုံးခီးစဉ်က Bocas del Toro ဆိုတဲ့ကျွန်းလေးကိုသွားဖို့ဖြစ်ပါတယ်။အဲ့ဒီမှာ2ပတ်ကြာစပိန်ဘာသာစကားသင်ယူခဲ့ကြပါတယ်။ဘာသာစကားအခက်အခဲရှိပေမဲ့သူတို့က Dutch လူမျိုးတကယ်ချင်းအစ်စ်တွေရခဲ့ပြီးတော့ညဘက်မှာပျော်ပျော်ပါးပါးတောက်တာစားတာမနက်စာအတူစားတာတွေလုပ်ရင်ပျော်ပျော်ရွှင်ရွှင်နဲ့ပဲဖြတ်သန်းခဲ့ကြပါတယ်။ဒီအကြောင်းတွေကိုကျွန်တော်တို့ဘာကြောင့်ဒီလောက်အသေးစိတ်သိရတယ်လဲဆိုရင်သူတို့မှာ diary လို့ခေါ်တဲ့နေ့စဉ်မှတ်တမ်းရေးတဲ့အကျင့်လေးရှိကြလို့ပါ။diary မှာတော့ data အစားအစာတွေကြောင့်သူတို့နှစ်ယောက်စလုံးဘိုင်အကောင့်ဖြစ်ခဲ့ကြတယ်လို့တော့ထည့်ရေးထားပါသေးတယ်။လက်ရှိကျွန်တော်တင်ပြပြီးတဲ့လောက်ကိုပြန်ပြီးတော့သုံးသပ်ကြည့်မယ်ဆိုရင်သူတို့ကတကယ်ကိုအစီအစဉ်ကြားနာမှုရှိတာကိုတွေ့ရပါတယ်။ diary ယူလာပြီးတော့နေ့စဉ်မှတ်တမ်းရေးကြတယ်။သူတို့လှုပ်တင်တာမျိုးဖြစ်တဲ့ Dutch လူမျိုးတကယ်ချင်းအစ်စ်တွေနဲ့ရင်းနှီးအောင်စူးစမ်းကြတယ်။ဘာသာစကားသင်ယူဖို့လုပ်ကြတယ်။ဒါဟာပုံမှန်အပျော်ခီးသွားတဲ့လူငယ်တွေရဲ့လုပ်ပုံလုပ်နည်းပုံစံမျိုးပါပဲ။ဒါပေမဲ့သူတို့ diary မှာရေးခဲ့တာတခုကတော့စပိန်ဘာသာစကားကိုလုံးဝနားမလည်လို့အခက်အခဲရှိနေတယ်ဆိုတာပါပဲ။အဲ့ဒီတခုကတောထဲမှာလမ်းပြောက်တဲ့အခါဒေသခံတွေနဲ့ဆက်သွယ်ဖို့အတွက်ကြီးမားတဲ့အဟန့်တားတစ်ခုဖြစ်လာခဲ့မှသိကြပါတယ်။အဲ့လိုနဲ့အဲ့ဒီကျွန်းလေးမှာ2ပတ်ကြာနေပြီးတဲ့နောက်မတ်လ29ရက်နေ့မှာသူတို့ဟာစေတနာဝန်ထမ်းလုပ်ဖို့အတွက် Bucket မြို့လေးစီကိုရောက်လာခဲ့ပါတယ်။အဲ့ဒီမြို့လေးမှာ Miriam လို့ခေါ်တဲ့အမျိုးသမီးရဲ့အိမ်မှာတဲခွေခဲ့ကြတာဖြစ်ပါတယ်။ Ancient Miriam ရဲ့ပြောစကားအရသူတို့နှစ်ယောက်ကအရန်ကိုယဉ်ကျေးပြီးတော့အေးအေးဆေးဆေးရှိလာတယ်လို့ပြောခဲ့ပါတယ်။Miriam ဆိုတဲ့အမျိုးသမီးကသဘောမနှောကောင်းတဲ့သူဖြစ်တဲ့အပြင်
ဒါမျိုးအလယ်လာတဲ့နိုင်ငံသားဧည့်သည်တွေကိုလက်ခံပြီးတော့နေထိုင်ခွင့်ပေးကူညီပေးနေတာ6နှစ်တောင်ရှိပါပြီဒီနေရာမှာစဉ်းစားစရာရှိတာဇယိုက်မတူတဲ့တကယ်ချင်းနှစ်ယောက်တောထဲမှာအခက်အခဲကြုံတဲ့အခါဘယ်လိုတုံ့ပြန်ကြမလဲဆိုတာပါရှက်တက်ပြီးတော့စေးသက်သေးကြတဲ့ listen ရှိနေပါလျက်နဲ့သူတို့ဘာကြောင့်အနေရရှိတဲ့ဆုံးဖြတ်ချက်တွေကိုချခဲ့ကြတာလဲဒါစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်နောက်ပိုင်းမှာဒီရှောင်းကိုဆက်ပါအောင်မယ်အဲ့ဒီည Chris ကတော့ AC ပဲလို့သူ့ရဲ့ diary မှာရေးခဲ့ပေမဲ့ listen ကတော့သူ့ရဲ့ diary ထဲမှာစိတ်မသက်မသာဖြစ်စရာအကြောင်းအရာတစ်ခုရေးခဲ့ပါတယ်သူရေးထားတဲ့အတိုင်းအတိအကျကတော့ကျမနည်းနည်းစိတ်ပြတ်နေမိတယ်ဒီပနာမခီးစဉ်ကိုဘာလို့များလာခြင်းခဲ့မိပါလဲအခုဒါကိုရေးနေရင်ကျမမြင်ဝင်နေမှာညက်ရည်ဝဲပြီးတော့ပေါင်းမြင်မော်စီးကြနေတယ်တောင်ထဲနေရလှပပြီးတော့အင်ရှင်မိသားစုကလည်းအရန်ကိုဖော်ရွေပါတယ်ကျမအတွက်တော့ကျမနဲ့ယဉ်နေပြီးသားဖြစ်တဲ့ Chris နဲ့အတူရှိနေပေမဲ့လည်းစိတ်ထဲမှာအိမ်ကိုပဲပြင်နေမိတယ်ပြီးခဲ့တဲ့နှစ်ပတ်လုံးဘာပြဿနာမှမရှိခဲ့ပေမဲ့အခုရုတ်တရက်ကြီးစိတ်ဓာတ်တွေဟိုးအောင်ဆုံးထိထိုးကျသွားရတယ်ဒါရီအားလုံးကိုငါကင်တွယ်နိုင်မှာပဲလို့တွေးခဲ့တာငါတကယ်ကိုအတွေ့တင်ခဲ့တာပဲကိုနောက်ဆုံးမှာစိတ်ချမ်းသာမှုရနိုင်ဖို့အတွက်ဒါကိုလုံးဝဖြစ်မယ်လို့ခံစားခဲ့ရပေမဲ့အခုထိတော့ကိုလို့ရမအောင်မြင်ဘူးလို့ပဲခံစားနေရတယ်လို့ရေးထားတာပါလူစိတ်ဆိုရင်မတန်ထူးဆန်းပါတယ်ဒါပျော်ရွှင်စရာခီးတဲ့တခုရဲ့အစမှာဘာကြောင့်မလို့ listen တယောက်ဒီလောက်အထိစိတ်ထဲကျနေရတာလဲဒါအိမ်လွမ်းတာတသက်ပဲလားဒါမှမဟုတ်တခုခုကမှားယွင်းနေပြီဆိုတာကိုသူ့ရဲ့စိတ်အာရုံကကြိုသိနေတာလားအရာရာကိုစနစ်တကျလုပ်တတ်တဲ့ listen တယောက်ဘာကြောင့်ဒီလောက်ထိစိတ်ပြတ်အားငယ်သွားရတယ်လဲဆိုတာဒီအမှုရဲ့ဗဟေတိအစပဲဖြစ်ပါတယ်အဲ့မှာသူတို့အဲ့ကိုရောက်တဲ့အခါအင်ရှင်မီရီယန်ရဲ့ပြောကြားချက်အရာအဲ့ဒီနေရာအပူချိန်ကြောင့်မလို့မိန်းကလေးနှစ်ယောက်စလုံးရဲ့မျက်နှာတွေကနီးရဲနေပြီးတော့ခြေထောက်တွေကလည်းဖောရောက်နေတယ်လို့ပြောပါတယ်ပိုဆိုးတာlisten ဟာလေချောင်းနာနေပြီးတော့အသက်ရှူရခက်နေတယ်လို့သူ့မှာအရင်ကလေးကဘော်လီဘောကစားရထားတဲ့ခြေထောက်တန်ရဟောင်းကလည်းရှိနေပါတယ်ဆိုတော့သူတို့ရဲ့ကျမ်းမာရေးရနှုံးပြည့်ကောင်းမွန်တဲ့အခြေအနေမျိုးမဟုတ်ပါဘူးဒါတော့နဲ့ထဲမှာရပောင်းများစွာရှင်သန်ဖို့အတွက်ကြီးမားတဲ့ဟန်တာတစ်ခုဖြစ်လာနိုင်တယ်ဆိုတာကိုကျွန်တော်တို့သတိပြုမိဖို့လိုပါတယ်ဒါပေမဲ့ဒါတွေက29ရက်နေ့စနေနေ့ဟာတွေပါနောက်ရက်တနင်္ဂနွေနေ့30ရက်နေ့မှာတော့ listen ရေးထားတာသူတက်တာပြီဖြစ်လို့ကြင်ကြံ့ခိုင်နေပြီးတော့ခီးဆက်ချင်ပါတယ်တဲ့ဒါကြောင့်မလို့30ရက်နေ့တနင်္ဂနွေနေ့မှာသူတို့စောစောထားကြတယ်မနေ့စာပါညာစားပြီးတော့မြို့ရဲလှည့်ပက်ကြည့်ကြတယ်ပုံလေးတွေရိုက်ကြတယ်နေ့လယ်စာအနီးနားအပြင်ဆိုင်လေးမှာပဲစားပြီးတော့အိမ်ကိုမမောင်ခင်ပြင်ရောက်တယ်အင်ရှင်မိသားစုနဲ့ညစာပါညာအတူတူစားကြတယ်ပေါ့နော်ဒီလိုနဲ့မတ်လ31ရက်နေ့တနင်္လာနေ့သူတို့ရဲ့စေတနာဝန်ထမ်းပထမဆုံးစလုပ်ရမယ်နေ့ပါဒါပေမဲ့ကျောင်းကိုရောက်တဲ့အခါမှာတော့သူတို့မျှော်လင့်မထားတဲ့အမှားယွင်းတစ်ခုဖြစ်နေပါတယ်နေသာလန်ကအေဂျင်စီကအဆင်ပြေတယ်လို့ပြောထားပေမဲ့ကျောင်းရဲ့စီးရင်ထဲမှာတော့သူတို့နာမည်တွေကမရှိနေပါဘူးစေတနာဝန်ထမ်းအလုပ်ကိုတနင်္လာနေ့တွေမှာပဲစတင်လေးရှိတာများပြီးတော့အဲ့ဒီအပတ်အတွက်ကလည်းလူတွေကပြည့်နေပါပြီဒီလိုနဲ့တနင်္လာနေ့ဟာအဲ့ဒီအတိုင်းကုန်ဆုံးသွားခဲ့ပါတယ်ဒီနေရာမှာ listen ဟာအရန်ကိုစိတ်ပြတ်သွားခဲ့ပါတယ်သူဟာမိဘတွေစီကိုဒါတကယ်ကိုစိတ်ပြတ်ဖို့ကောင်းတဲ့အခြေအနေပဲလို့တော့စာပို့ခဲ့ပါသေးတယ်အရာရာကိုကြိုတင်စီစဉ်တတ်တဲ့သူ့အတွက်တော့ဒီလိုအလွဲချုံမျိုးကကြီးမားတဲ့စိတ်ပီစီမှုဖြစ်စီမှာသိကြပါတယ်အဲ့ဒီနေ့ကတမွန်းလွဲလုံးသူတို့ဘက်ကနေပြီးတော့တခြားကျောင်းတွေမှာအလုပ်ရမလားဆိုပြီးတော့လိုက်ရှာခဲ့ကြပေမဲ့အဆင်ပြေခဲ့ပါဘူးနောက်ဆုံးတော့နောက်အပတ်တနင်္လာနေ့မှာအလုပ်ပြန်ဆောက်ဖို့ချိန်လဲရတဲ့အတွက်သူတို့မှာတပတ်စာလုံးအချိန်တွေအားသွားခဲ့ရပါတယ်အဲ့ဒီလွတ်နေတဲ့အချိန်ကပဲသူတို့ကို El Pianista လမ်းစီကိုတွန်းပို့ပေးလိုက်တဲ့အနေအထားမျိုးဖြစ်ခဲ့တာပါ El Pianista ဆိုတဲ့အဓိပ္ပာယ်ကတော့ဇန်နယာပညာရှင်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒီလိုနာမည်ပေးထားခြင်းအဓိကအကြောင်းရင်းကတော့အဲ့ဒီနေရာမှာရှိတဲ့တောင်တန်းတွေရဲ့တိဆောက်ပုံကြောင့်ဖြစ်ပါတယ်တောင်တန်းတွေရဲ့အစီတရှိနေပုံကဇန်နယာရဲ့ခလုတ်တွေနဲ့ကြီးလေးတွေနဲ့ပေါ့နော်စင်တူနေတာကြောင့်ဒီလိုအမည်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒါ့အပြင်တောင်တလန်းရဲ့အဝင်ဝါနားမှာ El Pianista လို့ခေါ်တဲ့နာမည်ကြီးအီတလီစားသောက်ဆိုင်တစ်ဆိုင်လည်းရှိနေပါတယ်ခီးသွွားအများစုကအဲ့ဒီစားသောက်ဆိုင်ရဲ့အမည်ကိုဆွဲပြုတ်ပြီးတော့ဒီလမ်းကို El Pianista Trail လို့ခေါ်တဲ့ El Pianista တောင်တလန်းလို့ခေါ်ဆိုကြတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဇလန်းပြန်ဆက်ရမယ်ဆိုရင်တုပ်စီရထူးထူးမရှိတဲ့အားလျက်တွေကိုအသုံးချဖို့အတွက်သူတို့က data ရင်းဘာများလဲစရာရှိမလဲဆိုပြီးတော့စပြီးတော့ရှာကြည့်ကြပါတယ်အဲ့မှာသူတို့တွေးလိုက်ရတာကတော့မှန်ပါတယ်ဆော့ဆော့ကျွန်တော်တို့ပြောတဲ့ El Pianista Trail လို့ခေါ်တဲ့တောင်တလန်းပါပဲဒီလမ်းကမြို့ကိုပတ်ပတ်လေ360ဒီဂရီမြင်ရတဲ့တောင်ထိပ်ကိုရောက်နိုင်ဖို့အတွက်တက်ဖို့2နာရီပြန်ဆင်းဖို့လည်း2နာရီလောက်ပဲကြာတဲ့လမ်းလို့လူသိများပါတယ်ဒီနေရာမှာအရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်ဒီတောင်တလန်းကပုံမှန်ဆိုလို့ရှိရင်လူသွားဆွကြောင်းလမ်းထင်းထင်းရှားရှားရှိပြီးတော့လမ်းပြောက်ဖို့ခက်ခဲတဲ့လမ်းလို့သုံးသပ်လို့ရပါမယ်လေဘေးပတ်ပတ်လေမှာအမြဲတမ်းတောကြီးနဲ့တောင်ထိပ်ရောက်ပြီးရှေ့မှာတခြားလမ်းတွေလည်းရှိနေပါသေးတယ်ဧပြီလ1ရက်နေ့အင်္ဂါနေ့မှာတော့သူတို့ကအဲ့ဒီတောင်တလန်းကိုသွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒီလိုသွားဖို့ဆုံးဖြတ်ခဲ့တဲ့နေရာမှာအဓိကသတိထားရမှာကတော့သူတို့ရဲ့ပြင်ဆင်မှုပါသူတို့ကတောထဲမှာညအိပ်ဖို့ဝေးစွာမိုးရွာရင်တော့ကာကွယ်နိုင်မဲ့အဝတ်အစားမျိုးပါမသွားခဲ့ပါဘူးသူတို့အနေနဲ့ဒါဟာခိတ္တခဏလမ်းလျှောက်ဖို့လောက်ပဲရည်ရွယ်ထားတယ်ဆိုတော့ပြနေတဲ့အချက်ဖြစ်ပါတယ်တကယ်လဲသူတို့ကခဏတစ်ဖြုတ်ပေါ့နော်တောင်တလန်းလေးကိုလမ်းလေးပါလေးနည်းနည်းအညောင်းပြေလျှောက်ကြည့်ပြီးတော့ပြန်လာညသာစားအဲ့လိုမျိုးလုပ်ဖို့ရည်ရွယ်ထားခဲ့တဲ့အနေအထားမျိုးဖြစ်ပါတယ်အင်ရှင်ဖြစ်သူမီရီယမ်ဟာမနေ့စောစောနိုးလာပြီးတော့ခရစ်နဲ့လက်ဆန်တို့အတွက်မနေ့စာပြင်ဆင်ပေးခဲ့တယ်အဲ့နောက်မီရီယမ်လှုပ်သွားချိန်မှာတော့ကောင်မလေးနှစ်ယောက်ကလည်းအပေါ်စားအဝတ်စားရည်နဲ့ကျေဘိုးအိတ်ကိုစီလဲပြီးတော့အိမ်ကနေထွက်လာခဲ့ကြပါတယ်ဒါသူတို့ရဲ့နောက်ဆုံးပျော်ရွှင်စရာမနက်ခင်းလေးဖြစ်နေလိမ့်မယ်လို့ဘယ်သူမှမခံမှန်းနိုင်ခဲ့ပါဘူး။ကျောင်းမှာအလုပ်လုပ်နေတဲ့တက်တေတယောက်ရဲ့အဆိုအရ
သူတို့နေ့လယ်တနာရီဝန်းကျင်မှာမြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်သူတို့တဲတဲ့နေရာကနေတောင်တက်လန်းအစအထိက9မိုင်ခွဲကျော်လောက်ဝေးတာကြောင့်သူတို့ကအဲ့ဒီအကွာဝေးကိုတော့လမ်းမလျှောက်ဖ ೇನೆ တက္ကစီပဲငှားပြီးတော့စီးဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီနေရာမှာပြောစရာရှိတာတော့9မိုင်ခွဲကျော်ဆိုတာတော်တော်ဝေးတာပါဒါပေမဲ့သူတို့ကတက္ကစီငှားသွားရဲဆိုတော့တောင်ကြီးကိုသူတို့ရောက်သွားတဲ့အချိန်မှာအင်အားအပြည့်နဲ့ရောက်သွားခဲ့မှသိကြပါတယ်ဒါကြောင့်မလို့ဒီဟာသူတို့အတွက်အစာပိုင်းမှာတော့စိတ်လှုပ်ရှားစရာခီးတစ်ခုဖြစ်နေခဲ့မှာမလွဲပါဘူးတက္ကစီဆရာကတော့ပြန်ပြောတာသူတို့တဲ့နေ့လေတနာရီခွဲလောက်မှာကျောင်းကနေပြီးတော့ခေါ်ခဲ့ပြီးတော့တောင်တက်လန်းအဝင်ဝါကိုတော့တနာရီ45မိနစ်လောက်မှာရောက်အောင်ပို့ပေးခဲ့ရဆိုပြီးတော့ပြောပါတယ်ဒီနေရာမှာကျွန်တော်တို့နည်းနည်းသုံးသပ်ကြည့်ချင်တာကတော့တနာရီ45မိနစ်ဆိုတဲ့အချိန်ကတကယ်တော့တောင်တက်ဖို့အတွက်ဆိုရင်တော်တော်လေးနောက်ကျနေပါပြီပုံမှန်ဆိုရင်မနေ့စောစောကလေးကတောင်တက်ကြတာများတာ哦သူတို့ဘာလို့ဒီအချိန်နှောင်းမှာစတက်ခဲ့ကြတယ်လဲဆိုတာကအမေကန်ထုတ်စရာကြီးဖြစ်နေတော့မှာပဲအဲ့ဒီသူတို့တက်ခဲ့ကြတဲ့ LP Annister Trail လို့ခေါ်တဲ့တောင်တက်လန်းကလည်းအဲ့ဒီဒေသမှာအရန်နာမည်ကြီးတဲ့နေရာတစ်ခုပါတက်ရတဲ့ခီလန်းက9မိုင်လောက်ရှည်တယ်တက်ရတာလွယ်လဲမလွယ်ဘူးခက်လဲမခက်ဘူးအလဲလက်အဆင့်လို့ပြောလို့ရပါတယ်လမ်းတစ်လျှောက်မှာတဖြည်းဖြည်းတက်သွားတဲ့လမ်းမျိုးဖြစ်ပြီးတော့ရာသီဥတုပေါ်မူတည်ပြီးတော့တိမ်ထူတာမိုးရွာတာရွှံ့ပွက်တွေနဲ့လမ်းချော်တာမျိုးတွေကြောင့်အန္တရာယ်တော့ရှိနိုင်ပါတယ်တောင်ထိပ်ရပင်လယ်မျက်နှာပြင်အထက်ပေ6500ကျော်နီးပါးမြင့်ပါတယ်ဒီတောင်တလန်းကလမ်းပြအမှတ်သားတွေတခြားရှိနေပြီးသားဖြစ်ဖို့လမ်းပြောက်ဖို့မလွယ်သလိုပြုတ်ကျနိုင်တဲ့ကြောက်ကဘာကြီးကြီးမားမားတွေမရှိတာကြောင့်မလို့ခီးသွွားအများစုကလမ်းပြတ်မပါပဲဒီလမ်းကြောင်းအတိုင်းတက်တာမျိုးတော့လုံးလေးရှိကြပါတယ်အထူးဖြင့်အဲ့ဒီနေရာရာသီဥတုအခြေအနေကတော်တော်လေးကိုတာယာကောင်းမွန်နေခဲ့တာပါပြောရရင်များလမ်းပြအမှတ်သားတွေအပြည့်ရှိတယ်ရာသီဥတုကလည်းတာယာနေတယ်လမ်းပြောက်ဖို့ကလည်းမလွယ်ဘူးဒီလောက်အခြေအနေကောင်းတဲ့လမ်းပေါ်မှာသူတို့ဘယ်လိုဖြစ်ပြီးပျောက်သွားနိုင်တာလဲဒါကဒီမှုကိုပို့ပြီးနည်းသွားစေတာပါဒါပေမဲ့တခုတတိထားမှာဒီလမ်းရဲ့ဘေးပတ်ဝန်းကျင်မှာလူမသိတဲ့ရေတံခွန်လေးတွေရှိနေပါတယ်အဲ့နေရာလေးတွေကိုသွားမယ်ဆိုရင်တော့လူသွားလမ်းထင်ထင်ရှားရှားရှိတဲ့လမ်းမကြီးကနေခွဲထွက်ပြီးတော့တောတွေကိုဝင်သွားအောင်မဖြစ်လို့လမ်းပြမပါပဲလုံးဝမသွားသင့်တဲ့အချက်ပါပဲနောက်ထပ်အရေးကြီးတဲ့အချက်ကဒီတောင်တက်လမ်းဟာဒေသခံတွေရဲ့ခြံဝင်းတွေကနေတိုက်ရိုက်ဖြတ်သွားတာမျိုးဖြစ်ပါတယ်လမ်းလျှောက်တဲ့သူတွေတောင်တက်တဲ့သူတွေကဒေသခံအိမ်တွေရဲ့အိမ်နောက်ဖေးရတွေမှာဖြတ်လျှောက်သွားရတာမျိုးပါဒီအချက်ကကျွန်တော်ဘာကြောင့်ထည့်ပြောရသလဲဆိုတဲ့အခါကျတော့တောနယ်ထဲမှာတယောက်တည်းပျောက်နေတာမျိုးမဟုတ်ပဲလူနေအိမ်ကြီးတွေနားမှာဒီတောင်တက်လမ်းရှိနေရဆိုတာကိုပြောချင်တာပါသူတို့တကယ်ပဲအနေတစ်ခုနဲ့တွေ့ကြရင်တော့မှအိမ်တင်းကိုဝင်ပြီးတော့အကူကြီးတောင်းဖို့လွယ်လွယ်လေးပဲမဟုတ်လားဗျာစုံစမ်းစစ်ဆေးသူတွေယူဆချက်ရသူတို့ကနေ့လယ်2နာရီလောက်မှာစပြီးတော့တက်ခဲ့ကြတာဖြစ်တယ်လို့ကနဦးယူဆခဲ့ကြပါတယ်ဒါကနဦးယူဆချက်ပေါ့နော်တောင်ထိပ်ကိုတော့ညနေ4နာရီဝန်းကျင်လောက်မှာရောက်လိမ့်မယ်ပေါ့ဗျာတောင်ထိပ်မှာမြင်ကွင်းတွေကိုရှုခင်းနေပါညာမိနစ်30လောက်ကြည့်ပြီးအပန်းဖြေပါညာပြီးတော့ပြန်ဆင်းလာမယ်ဆိုရင်တောင်ကြီးကိုပေါ့နော်အဲ့ဒီတောင်တက်လန်းအဝင်ဝတောင်ကြီးနေရာကိုညနေ6ခွဲလောက်မှာပြန်ရောက်ရမယ်အချိန်လို့သတ်မှတ်လို့ရပါတယ်ဒါပေမဲ့ကံကြမ္မာကတော့သူတို့တွက်ထားခဲ့တယ်လို့ဖြစ်မလာခဲ့ပါဘူး6နာရီခွဲကသူတို့တောင်ကြီးကိုပြန်ရောက်ရမယ်အချိန်ဖြစ်ပေမဲ့တကယ်တော့ဒါဟာသူတို့ရဲ့ထာဝရပျောက်ဆုံးခြင်းဆိုတဲ့ဖြစ်ရဆိုရဲ့အစဖြစ်သွားခဲ့ပါတယ်အဲ့ဒီညမှာ Chris နဲ့ Listen တို့ကအိမ်ကိုပြန်ရောက်မလာခဲ့ပါဘူး Ancient Miriam ကသူတို့ပြန်မလာတာကိုသတိထားမိပေမဲ့သူကချက်ချင်းကြီးစိုးရိမ်ထိတ်လန့်တာမျိုးတော့မရှိခဲ့ပါဘူးသူရဲ့အတွေ့အကြုံမှာဒီ main ကလေးတွေကလူသစ်တွေဖြစ်တာကြောင့်တခြားတငယ်ချင်းအသစ်တွေနဲ့တွေ့ပြီးတော့တနေရာမှာတဲခုနေတာမျိုးဒါမှမဟုတ်တခြားအစီအစဉ်တွေရှိနေတာမျိုးဖြစ်နိုင်တယ်လို့ယူဆခဲ့ပါတယ်တကယ်တမ်းပြောရရင်သူတို့ကအရွယ်လေးရောက်ပြီးလို့ကဘာတောင်ပတ်နေကြတဲ့သူတွေပဲလေသူကသူတို့ရဲ့အမေလည်းမဟုတ်တဲ့အတွက်တစ်ချိန်လုံးစောင့်ကြည့်နေဖို့မလိုဘူးလို့ Marian ကတွေးခဲ့တာဆိုတော့သူတွေးခဲ့တာလေမှားတော့မမှားပါဘူးဒီလိုနဲ့ April လ2ရက်နေ့မနက်မှာတော့ Ancient Miriam ဟာထုံးစံအတိုင်းပဲမနက်စာစားပြီးတော့အလုပ်ကိုထွက်သွားခဲ့ပါတယ်သူ့အတွက်တော့အရာရာဟာပုံမှန်ပါပဲဒါပေမဲ့ဒီနေ့မှာတော့ main ကလေးတွေအတွက်နောက်ထပ်ခီးစဉ်တစ်ခုကြိုပြီးတော့စီစဉ်ထားတဲ့ဟာရှိပါတယ် Spanish by the River အကြောင်းကနေပြီးတော့သူတို့အတွက်ဒေသခံလမ်းပြတအုပ်နဲ့မနက်8နာရီမှာခီးထွက်ဖို့ကြိုတင်စီစဉ်ထားပေးတာပါအဲ့ဒီလမ်းပြကတော့အသက်58နှစ်အရွယ်လုပ်သက်14နှစ်ရှိပြီဖြစ်တဲ့အတွေ့အကြုံရင်လမ်းပြတအုပ်ဖြစ်ပါတယ်သူကဖြစ်စဉ်မှာအရေးပါလာမဲ့အပိုင်းနဲ့ပါလာမဲ့လူမို့လို့သူ့ကိုလမ်းပြတစ်လို့ခေါ်ကြမယ်ဗျာ။ဘာကြောင့်အရေးပါလာလဲဆိုတော့ဆက်ပြီးတော့ဆွေးနွေးတော့ပါမယ်။မနေ့8နာရီခွဲတဲ့အထိမိန်းကလေးတွေရောက်မလာတဲ့အခါမှာတော့လမ်းပြတစ်ဟာစတင်ဆိုရင်လာခဲ့ပါတယ်။ဒီနေရာမှာကျွန်တော်ဖြတ်ပြီးတော့တစ်ချက်ပြောချင်တာလေးတစ်ခုရှိပါတယ်။ဒီဗီဒီယိုလေးကိုတင်ပြတဲ့အပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ကအဖြစ်မှန်အမှုမှန်ပေါ်ပေါက်ခဲ့ခြင်းမရှိဘူးလို့အများစုလက်ခံထားတာကြောင့်မို့လို့ကျွန်တော်တို့ဟာကိုစုံတောက်တွေလို့သတ်မှတ်ပြီးတော့အမှုအသွားအလာကိုရောတနည်းတစ်ဖုံပါဝင်ပတ်သက်ခဲ့သူတွေကိုရောကျွန်တော်တို့အတူတူပြန်ပြီးတော့စဉ်းစားသုံးသပ်ကြတဲ့ပုံစံမျိုးနဲ့တင်ပြချင်တာပါတစ်ဖက်သားကိုဆွဆွဲတာမျိုးမလုပ်ချင်ပေမဲ့စုံတောက်ပြီးတန်တရားမျိုးလုံးနဲ့တော့ကြည့်ဖို့လိုပါတယ်ဒါပေမဲ့လည်းတစ်ဖက်မှာလည်း innocent until proven guilty လို့ဆိုသလိုအပြစ်မရှိကြောင်းသက်သေမပြနိုင်သေး၍အပြစ်မရှိသူပါဆိုတဲ့ဥပဒေဘက်တော်သားရဲ့ခံယူချက်ကိုလည်းမေ့ထားလို့မရပါဘူးစကားကြောရှိသွားလို့ sorry ပါဗျာပြန်ဆက်ရရင်ဒီနေရာမှာသတိပြုရမှာကလမ်းပြတစ်ရဲ့တုံ့ပြန်မှုပါမိနစ်30လောက်နောက်ကျရင်လည်းသူကကြောင်းကိုကိုယ်တိုင်မောင်းသွားပြီးတော့အကျိုးအကြောင်းစုံစမ်းခဲ့ပါတယ်စုံစမ်းရလောက်ဆိုရင်ကျွန်တော်မပြောလို့ပါဘူးဆက်ပါမယ်ကြောင်းကဝန်ထမ်းအီလင်းကတော့သူတို့နောက်ကျတာပဲဖြစ်မှာပါလို့ယူဆပြီးတော့လမ်းပြတစ်နဲ့အတူမိန်းကလေးတွေတဲခိုတဲ့အိမ်ဘက်ကိုလိုက်သွားခဲ့ပါတယ်သူတို့ကမိန်းကလေးတွေအခန်းကိုတိုက်ရိုက်သွားနေတဲ့တီးသန့်တကားကိုပေါ့နော်ခောက်ခဲ့ကြပေမဲ့ဘာအတမ်းမှပြန်မကြားခဲ့ရပါဘူး
အီလင်းဟာအင်ရှင်မီရီယမ်စီမှာဖုန်းဆက်ပြီးတော့အခြေအနေကိုပြပြတဲ့အခါမီရီယမ်ကအပိုတော့ရှိတဲ့နေရာကိုပြပြပြီးအခန်းထဲဝင်ကြည့်ဖို့ခွင့်ပြုခဲ့ပါတယ်။သူတို့တကားဖွင့်ပြီးဝင်လိုက်တဲ့အချိန်မှာတော့အခန်းထဲမှာဘယ်သူမှရှိမနေပါဘူး။အခန်းကလူမရှိပဲဗလာကျင်းနေပေမဲ့သူတို့ရဲ့အသုံးဆောင်ပစ္စည်းတွေ diary တွေဘာတွေတော့ရှိနေတယ်ပေါ့နော်။ဒါဟာသူတို့ညကလေးကအိမ်ပြန်မလာခဲ့ဘူးဆိုတာကိုအတည်ပြုလိုက်တာပါပဲ။လမ်းပြတစ်ကတော့အခြေအနေမကောင်းတော့ဘူးဆိုတာကိုချက်ချင်းရိပ်မိတဲ့အနေအထားမျိုးတွေ့ရပါတယ်။သူကရဲစခန်းကိုအကြောင်းကြားခဲ့ပြီးတော့ရဲတွေရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာရဲတွေရဲ့တုံ့ပြန်မှုကတော့မှတ်တမ်းတချို့ရေးသားပြီးတော့ပြန်ထွက်သွားတာလောက်ပဲရှိခဲ့ပါတယ်။ဒီနေရာမှာ commentary တစ်ခုပေးချင်တာကရဲတွေရဲ့အေးစက်တဲ့တုံ့ပြန်မှုပါအခုဆိုရင်သူတို့ပျောက်ဆုံးနေတာ24နာရီနီးပါးရှိနေပါပြီနိုင်ငံခြားသားဧည့်သည်တယောက်တောလန်းထဲမှာပြန်မလာတာဟာအရေးပေါ်အခြေအနေဖြစ်ပေမဲ့အစာပိုင်းမှာတော့သူတို့ဒါကိုအလေးနဲ့သိမထားခဲ့ကြပါဘူးဒီနှောင့်နှေးမှုတွေကပဲနောက်ပိုင်းရှာဖွေရေးကိုခက်ခဲဖြစ်စေခဲ့တာမျိုးပဲဖြစ်နိုင်မလားဆိုတာစဉ်းစားစရာပါဒီနိုင်ငံရဲ့အာဏာပိုင်တွေပို့ရောက်ပုံနဲ့နောက်ပိုင်းမှာဆက်ပြီးတော့ပြောချင်ပါသေးတယ်ဧပြီလ2ရက်နေ့ညနေ9နာရီအထိမိန်းကလေး2ယောက်အိမ်ကိုပြန်ရောက်မလာသေးပါဘူးအခြေအနေကပိုပြီးစိုးရိမ်စရာကောင်းလာတဲ့အတွက်ကျောင်းဝင်တဲ့အလင်းကတော့ကျောင်းမှတ်တမ်းတွေကိုရှာဖွေပြီးတော့ listen ပေးထားတဲ့ဖုန်းနံပါတ်တစ်ခုကိုဆက်သွယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဖုန်းခေါ်ကြည့်တော့ဖုန်းဝင်သွားပါတယ်။ဖုန်းဝင်သွားတဲ့အခါမှာအလင်းက hello listen လားလို့မေးလိုက်တဲ့အခါတစ်ဖက်ကပြန်ပြေးတဲ့စကားကတော့ listen ကပနားမားမှာလေဒါဘလို့လဲဆိုတဲ့စကားပါပဲ။အဲ့ဒီစကားတန်က listen ရဲ့မိခင်ပြောလိုက်တာပါ။အဲ့မှာအလင်းကဖုန်းနံပါတ်မှားသွားတာကိုသိလိုက်တာနဲ့ချက်ချင်းတောင်းပန်ပြီးတော့ဖုန်းချလိုက်ပါတယ်။ဒါပေမဲ့သူတို့ပနားမားရဲ့အချိန်ကညနေ9နာရီဝန်းကျင်လောက်ဆိုပေမဲ့နယ်သာလန်မှာတော့အချိန်ကသကောင်ရံအချိန်ဖြစ်နေပါပြီ။လက်ဆန်းရဲ့မိခင်ကနိုင်ငံခြားဖုန်းနံပါတ်တစ်ခုကနေအခုလိုထူးထူးဆန်းဆန်းဖုန်းဆက်လာတဲ့အပြင်သမီးဖြစ်သူကလည်းသူ့စီကိုစာမပို့တာ2ရက်တောင်ရှိနေပြီဖြစ်တဲ့အတွက်အရန်ကိုစိုးရိမ်သွားခဲ့ပါတယ်။ဒီနေရာမှာတစ်ခုပြောချင်တာတော့အလင်းလွဲသွားတဲ့နေရာလေးပေါ့နော်။သူခေါ်လိုက်မိတာလက်ဆန်းအရေးကြုံလာလို့ရှိရင်အကြောင်းကြားဖို့အတွက်ဆက်သွယ်ဖို့အရေးပေါ်ဖုန်းနံပါတ်ပြောရရင်တော့အင်္ဂလိပ်လိုပေါ့နော် emergency contact ကိုဆက်မိသွားတာဖြစ်ပါတယ်။အဲလိုဆက်မိသွားတဲ့အတွက်ကြောင့်မလို့ဒါမိဘတွေတက်ကတော့ကဘာပြတ်တယ်လို့ခန်းစားချက်မျိုးဖြစ်စေခဲ့ပါတယ်။အဝေးကသမီးဖြစ်သူကိုပျောက်ဆုံးနေပြီဆိုတော့သကောင်ရံမှာတိလိုက်ရတဲ့ခန်းစားချက်ကတကယ်ကိုကြောက်စရာကောင်းမယ်ဆိုတာကိုကျွန်တော်တို့ကိုချင်းစာကြည့်လို့ရပါတယ်။ဒါပေမဲ့လည်းတာမန်ကိစ္စမဟုတ်တော့သက်ဆိုင်ရာမိဘတွေကိုအတိပေးတင်တာကတော့ဒါမှန်ပါတယ်ပေါ့နော်ဒီဘိုင်းကတော့မမှားပါဘူး။လစ်ဆန်းရဲ့မိခင်ဟာအလင်းစီကိုချက်ချင်းဖုန်းပြန်ဆက်ခဲ့ပါတယ်။ဒီချိန်မှာတော့အလင်းကဖြစ်ပျက်နေတဲ့အချိန်တွေအားလုံးကိုအသေးစိတ်ရှင်းပြခဲ့ပါတယ်။သတင်းစိုးကိုတိလိုက်ရတဲ့လစ်ဆန်းရဲ့မိဘတွေကခရစ်ရဲ့မိဘတွေကိုချက်ချင်းအကြောင်းကြားခဲ့ပါတယ်။ဒီနေရာမှာပဲလမ်းပြတင်တဲ့အလင်းတို့ဟာဒေသခံရဲစခန်းကိုတွားရောက်ပြီးတော့မိန်းကလေး2ယောက်ပျောက်ဆုံးနေကြအောင်လေတရားဝင်အစီရင်ခံစာတင်ခဲ့ကြပါတယ်။အခုတော့အခြေအနေကတကယ်ကိုကြီးမားသွားပါပြီ။ရဲမှတ်တမ်းအရသူတို့ကဧပြီလ1ရက်နေ့ကလေးကပျောက်ဆုံးနေကြတာဖြစ်လို့အခုဆိုရင်2ရက်မြောက်ညကိုရောက်နေပါပြီ။တောနယ်ထဲမှာတွေ့ကြုံမရှိတဲ့မိန်းကလေး2ယောက်အဝတ်အစားခပ်ပါးပါးနဲ့အစားအစာမပါပဲဘလို့ရှင်သန်ကြမလဲဗျာ။ပြီးတော့တကယ်သူတို့ကြုံနေရတဲ့လက်တွေ့ဘဝတွေမှာရောဘာတွေဖြစ်ပျက်နေပြီလဲ။စဉ်းစားကြည့်စရာလေးတွေပေါ့နော်။ဧပြီလ3ရက်နေ့မှာတော့လမ်းပြတစ်ဟာပနားမားနိုင်ငံရဲ့အမျိုးသားအရက်ဖက်ကာကွယ်ရေးဌာန Sinabrook ဌာနချုပ်ကိုတွားရောက်ပြီးတော့မိန်းကလေးတွေပျောက်ဆုံးမှုတရားဝင်အစီရင်ခံခဲ့ပါတယ်။သူဟာ municipal ဒေသမှာရှိတဲ့တခြားရဲဌာနချုပ်တစ်ခုကိုလည်းတွားရောက်ခဲ့ပါသေးတယ်။ဒီအချိန်မှာတော့ပနားမားအာဏာပိုင်တွေကအမှုကိုတရားဝင်စတင်စုံစမ်းစစ်ဆေးကြပါပြီ။ရဲတပ်ဖွဲ့ဝင်တွေကမိန်းကလေးတွေရဲ့နောက်ဆုံးလှုပ်ရှားမှုကိုပြန်လည်ဖော်ထုတ်နိုင်ဖို့အတွက်အသက်သေတွေကိုစတင်မေးမြန်းစစ်ဆေးခဲ့ကြပါတယ်။ကျောင်းကကွန်ပျူတာမှာသူတို့ဘာတွေရှာဖွေခဲ့တယ်လဲဆိုတာကိုစစ်ဆေးခဲ့ကြသလိုသူတို့တောင်တလန်းစီပို့ပြီးတဲ့တက္ကစီသမားတောင်ကြီးမှာရှိတဲ့စားတောက်ဆိုင်ပိုင်ရှင်ဆိုင်ဝန်ထမ်းတွေနဲ့ဒေသခံတွေကိုလည်းမေးမြန်းခဲ့ကြပါတယ်။ရရှိတဲ့အချက်လက်တွေအရတော့အာဏာပိုင်တွေကမိန်းကလေး2ယောက်တောထဲမှာလမ်းပြောက်သွားတာလို့အစောပိုင်းမှာယူဆခဲ့ကြပါတယ်။အမှုရဲ့ပုံမို့ရှို့ထွေးတဲ့အပိုင်းကိုကျွန်တော်တို့ရောက်လာပါပြီ။အဲ့ဒါကတော့ဧပြီလ1ရက်နေ့ညနေပိုင်းမှာသူတို့တွေ့ခဲ့တယ်ဆိုတဲ့မျက်မြင်သက်သေတွေရဲ့ထပ်ဆိုချက်တွေပါပဲ။သက်သေတွေကတယောက်နဲ့တယောက်အခြေအနေတွေလုံးဝလွဲချော်နေကြပါတယ်။ကျွန်တော်ဆက်ပြီးတော့အသေးစိတ်တင်ပြပေးပါမယ်။တောင်တလန်းအဝင်မှာရှိတဲ့အီတလီစားတောက်ဆိုင်ပိုင်ရှင်ကတော့မိန်းကလေး2ယောက်ဟာညနေ3နာရီခွဲဝန်းကျင်မှာတောင်ပေါ်ကနေပြန်ဆင်းလာတာကိုမြင်ခဲ့ရတယ်လို့ဆိုပါတယ်။သူ့အပြောအရသူတို့ကအရန်ကိုပင်ပန်းတွဲနေပြီးတော့ချွေးတွေနဲ့ရွှဲနေတယ်လို့သူကဆိုပါတယ်။သူကမိန်းကလေးတွေနဲ့စကားတောင်ပြောလိုက်သေးတယ်။မြို့ထဲကိုပြန်ဖို့ဘတ်စကားဘယ်မှာစီးရမလဲဆိုတာကိုတော့ရှင်းပြခဲ့သေးတယ်လို့ထွက်ဆိုထားပါတယ်။အနီးနားအဆောင်တစ်ခုမှရှိတဲ့အမျိုးသားတူကလည်းမိန်းကလေးတွေနဲ့သူကိုယ်တိုင်စကားပြောခဲ့ရတယ်လို့ဆိုပါတယ်။သူတို့ကမြို့ထဲကိုပြန်ဖို့စူးစမ်းနေကြတာလို့သူကအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကတော့အဲ့ဒီအီတလီစားသောက်ဆိုင်ကဝန်ထမ်းတွေကတော့မိန်းကလေးတွေကိုညနေ3နာရီမှတောင်ပေါ်ကိုစတက်သွားတာမြင်ခဲ့တာလို့ပြောနေကြပြန်ပါတယ်။ဒီနေရာမှာအကြီးဆုံးမေးခွန်းကဘယ်သူပြောတာအမှန်လဲဆိုတာပါပဲ။တကယ်လို့ပိုင်ရှင်ပြောသလို3နာရီခွဲမှပြန်ဆင်းလာတာအမှန်ဆိုရင်သူတို့တောင်ထိပ်ကိုလုံးဝမရောက်ခဲ့တာလား။ဒါမှမဟုတ်ဝန်ထမ်းတွေပြောသလို3နာရီမှတောင်စတက်တယ်ဆိုရင်တော့သူတို့ကနေဝင်ငံဒီမှာတောတွေကိုတိုးဝင်သွားခဲ့ကြတာဖြစ်ပါတယ်။တက်သေးတွေကသူတို့တက်နေတာလားဆင်းနေတာလားဆိုတာကိုတော့တိတိကျကျမပြောနိုင်ခဲ့ပါဘူး။ရဲတွေရဲ့အစောပိုင်းကောက်ချက်ကလမ်းပြောက်တာပါပဲ။ဒါပေမဲ့အတွေ့အကြုံရှိတဲ့ဒေသခံတွေအတွက်တော့ဒါတန်တရားဖြစ်စရာပါ။ဘာလို့လဲဆိုတော့ Alpianista လမ်းပြောက်ဖို့ခင်းတဲ့လမ်းတစ်ခုဖြစ်နေလို့ဖြစ်ပါတယ်ဆိုတာကိုကျွန်တော်စောစောကပြောခဲ့ပြီးပါပြီ။မကြခင်မှာပဲလစ်ဆန်းရဲ့မောင်ဖြစ်သူဦးလေးဖြစ်သူမိသားစုတငယ်ချင်းတယောက်ဖြစ်သူတို့ကရှာဖွေကြီးကိုကိုယ်တိုင်ကူညီဖို့ပနားမားကိုရောက်လာခဲ့ကြပါတယ်။လစ်ဆန်းရဲ့မိဘတွေကတော့လေရင်စီးရမှာကြောက်တာကြောင့်မလို့အစာပိုင်းမှာလိုက်မလာနိုင်ခဲ့ကြပေမဲ့ယုံကြည်ရတဲ့ဆွေမျိုးတွေကိုယ်တိုင်ရှာဖွေနေတာကြောင့်မလို့သူတို့ကအဆင်ပြေမယ်လို့တော့ထင်ခဲ့ကြပါတယ်။ခရစ်ရဲ့မိဘတွေကတော့ရဲတွေကိုယ်တိုင်ရှာဖွေနေကြတာမလို့သူတို့လာဖို့မလိုအပ်သေးဘူးလို့အစာတိုင်းမှာထင်ခဲ့ပေမဲ့
တပတ်ကြာသွားတဲ့အထိသတင်းမထူတာကြောင့်သူတို့လည်းပနားမားကိုထွက်လာခဲ့ကြပါတယ်ခရစ်ရဲ့မိဘတွေဟာလမ်းပြတူဦးနဲ့အတူ El Pianista လမ်းကိုကိုယ်တိုင်တက်ကြည့်ခဲ့ကြပါတယ်အဲ့ဒီလမ်းပြဆိုတာကျွန်တော်တို့စောစောပြောခဲ့တဲ့လမ်းပြတစ်ပါပဲလမ်းဆုံးတဲ့အခါမှာသူတို့ဟာဒီလမ်းဟာထင်သလောက်မခက်ခဲကြောင်းနဲ့ခရစ်အနေနဲ့ဒီလမ်းမကြီးကနေမိမိသဘောနဲ့မိမိခွဲထွက်သွားလိမ့်မယ်လို့လုံးဝမယုံကြည်ကြောင်းမိသားစုကပြောကြားခဲ့ပါတယ်မိဘတွေရဲ့ဒီစကားအရင်အရေးကြီးပါတယ်သူတို့ကသူတို့သမီးအကြောင်းကိုတခြားသူတွေအားလုံးထက်ပိုသိပါတယ်မိဘအိုလမ်းပြောက်တာဆိုတဲ့ရိုးရှင်းတဲ့အဖြစ်ထက်ပိုတဲ့တစ်ခုဖြစ်ပျက်ခဲ့တယ်ဆိုတာကိုသူတို့ကတန်တရားဝင်နေကြပါတယ်ဒီလိုကြောင့်အာနာပိုင်တွေကရှာဖွေရေးအဖွဲ့အစည်းတွေဖွဲ့စည်းခဲ့ပါတယ်ရဟဲ့အနေနဲ့တောအုပ်တွေအပေါ်ကနေဝဲပြီးတော့ရှာဖွေခဲ့တယ်လို့မြေပြင်အဖွဲ့တွေကလည်းနှိညံ့မပြတ်ရှာခဲ့ကြပါတယ်ဒေသခံရွာသားတွေဟာမြစ်တွေဂျောက်တွေနဲ့တောလန်းတွေကိုပိုက်စိတ်တိုက်ရှာဖွေခဲ့ကြပေမဲ့ဘာသဲလွန်စားမှကိုမတွေ့ခဲ့ပါဘူးနောက်ဆုံးမှာတော့ကောင်မလေးနှစ်ယောက်ရဲ့မိသားစုတွေဟာပုဂ္ဂလိကစုံတော်တူငှားရမ်းခဲ့တယ်လို့နယ်သာလန်ကနေရှာဖွေရေးခွေတွေဆေးလွတ်ပေးဖို့လည်းတောင်းဆိုခဲ့ကြပါတယ်နယ်သာလန်ကကျွမ်းကျင်သူ18ဦးနဲ့လေ့ကျင့်ပေးထားတဲ့ခွေ12ကောင်ရောက်လာခဲ့ပါတယ်ပနားမားရှာဖွေရေးခွေရလည်းရေလုံးမရအောင်ကိုများပြားလွန်းလာတယ်လို့သိရပါတယ်မိန်းကလေးတွေကိုရှာတွေ့နိုင်မဲ့သူပဲဖြစ်ဖြစ်ရှာတွေ့အောင်ကူညီပေးနိုင်မဲ့သတင်းကိုပေးနိုင်တဲ့သူပဲဖြစ်ဖြစ်ဒေါ်လာ3000စုချင်းငွေဖြစ်ပေးဖို့လည်းမိဘတွေကကမ်းလှမ်းခဲ့ကြပါတယ်ရဲတရဘက်တွေသာကုန်သွားတယ်ဒီလောက်အထိစူးစမ်းပြီးတော့ရှာနေကြရအောင်အဝတ်အစားလည်းမတွေ့ဘူးခြေရာလည်းမတွေ့ဘူးအလောင်းလည်းမတွေ့ဘူးဘာသဲလွန်စားမှကိုမတွေ့ခဲ့ပါဘူးလူရာပေါင်းများစွာခွေးတွေရဟဲ့ရင်တွေနဲ့ရှာတာတောင်ဘာမှမတွေ့တာဟာဖြစ်နိုင်မှမလားဆိုတော့စဉ်းစားစရာပဲသူတို့ကတိုးထဲမှာပဲရှိနေတာလားဒါမှမဟုတ်တခြားတနေရာကိုရောက်သွားခဲ့ပြီလားဆိုတဲ့မေးခွန်းမျိုးတွေကတော့အခုထိဘယ်သူမှမဖြေနိုင်သေးပါဘူးမေလကုံပိုင်းမှာတော့လမ်းပြတစ်ကအင်တာဗျူးတစ်ခုဖြေခဲ့ပါတယ်ရဟဲ့ရင်တွေခွေးတွေနဲ့အင်တိုက်အားတိုက်ရှာဖွေပြီးတဲ့နောက်မှာသူကတကယ်လို့မိန်းကလေးတွေကဒဏ်ရာရတာလမ်းပြောက်တာဒါမှမဟုတ်တောင်တလန်းအနီးမှာမတော်တဆဖြစ်ခဲ့တာဆိုရင်အခုလောက်ဆိုရင်တခုခုတော့ရှာတွေ့သင့်နေပြီလို့ပြောကြားခဲ့ပါတယ်ဘာသဲလွန်စားမှာရှာမတွေ့တဲ့အတွက်သူတို့ဟာ El Pianista area ထဲမှာမရှိတော့ဘူးလို့သူကအခိုင်အမာယုံကြည်နေပြီလို့ဆိုပါတယ်ဒီလိုနဲ့ဂျွန်လ3ရက်နေ့သူတို့ပျောက်ဆုံးပြီး2လအကြာမှာတော့နယ်သာလန်အာဏာပိုင်တွေဟာပနားမားမှာရှာဖွေလုပ်ငန်းတွေကိုတရားဝင်ရနာလိုက်ပါတယ်ပျောက်ဆုံးနေသူတွေကိုတရှိထင်ရှားဖြစ်စေကွယ်လွန်သွားတဲ့အနေအထားမှာဖြစ်စေရှာဖွေဖို့လေ့ကျင့်ထားတဲ့ကျွမ်းကျင်သူတွေကဒီဒေတာတစ်ခုလုံးကိုအနှံ့ပြရှာဖွေပြီးတာတော့ဘာမှမတွေ့ရတဲ့အတွက်မိန်းကလေးတွေကဒီနေရာမှာရှိနေနိုင်ကြအလွန်ကိုနည်းသွားပြီလို့ထုတ်ပြန်ခဲ့ပါတယ်မိသားစုတွေအတွက်ကတော့ဒါဟာဒုတိယအကြိမ်မြောက်ကဘာပြည့်ရခြင်းပါပဲအဖြေမရှိသဲလွန်စားမရှိပဲရှာဖွေရေးကိုလက်လျှော့လိုက်ရတာဟာဒီအမျိုးသမီးငယ်နှစ်ဦးကွယ်လွန်သွားပြီလို့အတည်ပြုလိုက်ရတဲ့တောင်ပို့ပြီးတော့နာကျင်ရပါတယ်ဒါပေမဲ့အားလုံးကလက်လျှော့လိုက်ရချိန်မှာပဲမထင်မှတ်ထားတဲ့အလှည့်ပြောင်းတစ်ခုပေါ်လာပါတယ်တရားဝင်ရှာဖွေမှုတွေကိုရပ်နားပြီးတော့2ပတ်အကြာဂျွန်လ14ရက်နေ့မှာတော့အမှုတစ်ခုလုံးကိုအစကနေပြန်ပြီးတော့ဇလန်းပြန်စစေမယ်သဲလွန်စားအတစ်တစ်ခုပေါ်လာပါတယ်ဒေသခံတိုင်းရင်သူအမျိုးသမီးတူဦးကသူတို့ရွာအနီးကမြစ်ကမ်းဆက်မှာလက်ဆဲညက်ကြောပိုးအိတ်ကိုတွေ့ရှိခဲ့ကြောင်းရဲစခန်းကိုဖုံးဆက်အကြောင်းကြားခဲ့တာပါဒီအမျိုးသမီးကအရေးကြီးတဲ့အချက်တစ်ခုကိုပြောခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီကြောပိုးအိတ်ကမနေ့ကအထိအဲ့ဒီနေရာမှာရှိမနေခဲ့ဘူးဆိုတာကိုသူတေချာကိုအတည်ပြုနိုင်ပါတယ်တဲ့အစပိုင်းမှာတော့အာနာပိုင်တွေကမြစ်ရည်စီးကြောင်းနဲ့မျောပါလာတာလို့ယူဆခဲ့ပေမဲ့စုံစမ်းစစ်ဆေးသူတွေကြောပိုးအိတ်ကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာအဲ့ဒီအယူဆကချက်ချင်းပဲပြပြသွားပါတယ်ဘာကြောင့်လဲဆိုတော့ဒီကြောပိုးအိတ်ဟာရိုးရိုးအိတ်ဖြစ်ပြီးတော့ရေဆိုးခန့်အိတ်မဟုတ်လို့ပါပဲမိုးတဲတဲထန်ထန်ရွာသွန်းတတ်တဲ့ဆိုထိုင်းစာများတဲ့ပနာမအမြဲစိမ်းတောနယ်ကြီးထဲမှာ10ဘက်ကြာအောင်ရှိနေခဲ့တဲ့အိတ်ဟာရွှဲရွှဲဆိုနေရမယ်ပျက်စီးနေရမယ်ဒါမှမဟုတ်အ ਨੇ ဆုံးတော့ညစ်ပတ်ပေရင်နေရမှာပါဒါပေမဲ့အဲ့ဒီအိတ်ဟာ6တွေ့နေတယ်တန့်ရှင်းနေတယ်လုံးဝပျက်စီးခြင်းမရှိပါဘူးဒါကတစုံတစ်ယောက်ကတေချာသိမ်းဆဲထားပြီးမှအဲ့ဒီနေရာကိုလာချထားတာဖြစ်မနေဘူးလားလို့မေးစရာရှိလာပါတယ်ဒါလည်းမကပါဘူးကျိုးဘိုးကြီးပြန်တွေ့ရဆိုတဲ့နေရာဘုတ်ခက်မြို့နဲ့ဆိုရင်10မိုင်ခွဲသူတို့စပြီးတော့တောင်တက်တဲ့တောင်တက်လန်းနေအစနေရာနဲ့ဆိုရင်9မိုင်လောက်ဝေးတဲ့နေရာပါသူ့အနေနဲ့သူရောက်လာဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့လောက်ကိုပြောလို့ရတဲ့နေရာဖြစ်ပါတယ်လမ်းကျွမ်းတဲ့ဒေသခံတွေဆိုရင်အဲ့နေရာကိုရောက်ဖို့အတွက်တရက်လောက်မရမနာသွားမှရောက်မယ့်နေရာမျိုးဖြစ်ပြီးတော့တာမန်အလဲလာတဲ့တောင်တက်ခီးတွေဆိုလို့ရှိရင်ရက်အတော်ကြာသွားမှရောက်နိုင်မယ့်နေရာဖြစ်ပါတယ်အဲ့ထဲမှာတော့မိန်းကလေးရဲ့ကိုရေးကိုရာပစ္စည်းအစုံတွေရှိနေပါတယ်လက်ကင်ဖုန်း2လုံး digital camera 1လုံးလက်ဆန်းရဲ့ passport Brazil 2ထည်မျက်မှန်2စုံပြီးတော့ American dollar 83ဒေါ်လာတို့ဖြစ်ပါတယ်ပတ်စံတွေကအဲ့ထဲမှာအစုံလင်ရှိနေတော့မှာပဲဒါကြောင့်ဒါဟာငွေရလုံမှုကြောင့်ဖြစ်တဲ့အကြမ်းဖက်မှုမဟုတ်ဘူးဆိုတာကိုပြနေတယ်လို့အိတ်ကိုတွေ့ခဲ့ရတဲ့နေရာကမေးခွန်းထုတ်စရာဖြစ်နေတဲ့ခြားထဲမှာပြန်တွေ့ရတဲ့အနေထားကလည်း Brazil တွေကတည်တည်တက်တက်ခောက်ထားတယ်ဘာပစ္စည်းမှပြန့်ကျဲမနေဘူးဘာမှလည်းကြိုးပဲမနေပါဘူးအိတ်ထဲကပစ္စည်းတွေကတစုံတစ်ယောက်တည်တည်ချာချာစီပြီးထည့်ထားတဲ့မျိုးတက်တက်ရဲရဲရှိနေခဲ့ပါတယ်ပို့ပြီးတော့ခြောက်ချားစရာကောင်းတာကျိုးဘွက်အိတ်ထဲကဖုန်းအနေနဲ့ကင်မရာတွေကအကောင့်ပကတိအလုံးလုံးနေတော့မှာပဲရေဝင်ပစ္စည်းထားတဲ့လက္ခဏာတစုံတရာတော့ရှိမနေပါဘူးသူတို့ရဲ့ဖုန်းတွေကင်မရာတွေကတော့အမှုရဲ့အမောင်မိုက်ဆုံးလျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပေးတော့မှာပါဒီဖုန်းတွေထဲမှာဘာတွေရှိနေမလဲ
နောက်ဆုံးအချိန်သူတို့ဘရုစီကိုဖုန်းခုတ်ခဲ့ကြတယ်လေဒါပေမဲ့ဒီအကြောင်းကိုပြောသေးခင်မှာထပ်ပြီးတော့တွေ့ရတဲ့တခြားထူးခြားမှုတွေကိုအရင်ဆုံးတင်ပြပေးကြပါမယ်ဒီအိတ်ကိုအရက်သားတွေရောရဲတွေပါအများအပြားကင်တွယ်ခဲ့ကြလို့လက်ဝယ်ရပေါင်းစုစုပေါင်း30ခုရှာတွေ့ခဲ့ရပါတယ်အိတ်ပေါ်မှာ73ခုဖုန်းနဲ့ကင်မရာပေါ်မှာ12ခုနဲ့ဘရာစီယာပေါ်မှာ6ခုပါဒါပေမဲ့ဗျာထူးခြားလွန်းတာဒီလက်ဝယ်ရတွေကတခုကိုမှဘယ်သူဘယ်ဝါရဲ့လက်ဝယ်ရပါလို့မဖော်ထုတ်နိုင်ခဲ့ပါဘူးတက်သေးတွေကိုစနစ်တကျမထိမ့်သိမ်းနိုင်ခဲ့တာကြောင့်မှုရင်းစိပညာအရခွဲခြမ်းစိတ်ဖြာဖို့မဖြစ်နိုင်တော့ပါဘူးဒီအိတ်ကိုတွေးရှိခဲ့ရတာကြောင့်ပဲရှာဖွေရေးအဖွဲ့တွေအစ်စ်ပြန်ဖွဲ့ပြီးတော့ရှာဖွေရေးလုပ်ငန်းတွေပြန်စလုပ်ခဲ့ပါတယ်ဒီလိုနဲ့အိတ်ကိုတွေ့ပြီး9ရက်အကြာဂျွန်လ19ရက်နေ့မှာတော့စောစောကလမ်းပြတစ်နေပဲဒေသခံတွေဟာကူလီဘရာမြစ်တစ်လျှောက်မှာနောက်ထပ်ထိတ်လန့်စရာကောင်းတဲ့အရာတွေကိုရှာတွေ့ခဲ့ကြပါတယ်အဲ့ဒါတွေကတော့ဂျင်းမောင်းမီတို့တစ်ထဲဖနက်နှစ်ဖက်ကိုမှတရံစီကဖနက်တစ်ဖက်စီပေါ့နော်ဖနက်နှစ်ဖက်နောက်တစ်ခုကတော့လူအယိုးစုတွေပါပဲဂျင်းပေါင်းမီတို့ကခရစ်ရဲ့ဘောင်းမီဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့တယ်တချို့သက်သေတွေကဒီဘောင်းမီကိုကြောက်ဆောင်တစ်ခုပေါ်မှာတေချာခောက်တင်ထားတာတွေ့ရတယ်လို့ဆိုပေမဲ့တချို့တွေကတော့ရေထဲမှာမျောနေတာလို့ပြောကြပြန်တယ်သက်သေတွေကိုမှတ်တမ်းမတင်မဲ့ခဏခဏရွှေ့ပြောင်းခဲ့ကြတာကြောင့်ဘယ်ဟာအမှန်လဲဆိုတာဘယ်တော့မှမသိနိုင်တော့ပါဘူး။ El Toro Mero ရွာနာကအသစ်ပင်တစ်ပင်ရဲ့နောက်ဖက်မှာတော့နောက်ထပ်အကျွင်းကျန်တွေကိုထပ်ပြီးတော့တွေ့ခဲ့ရပါတယ်။အဲ့ဒီထဲမှာတောင်တက်ဖက်တစ်ဖက်ပါဝင်ပြီးတော့ဖက်ထဲမှာကတော့အရန်ကိုထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ခြေအိတ်ဆွလျက်သားရှိနေသေးတဲ့လူခြေထောက်တစ်ဖက်ပါပဲ။စစ်စစ်ချက်ရအဲ့ဒီခြေထောက်ဟာလစ်ဆန်းရဲ့ခြေထောက်ဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ကျွမ်းကျင်သူတွေသတိထားမိတာကခြေထောက်ဟာခန္ဓာကိုယ်ရဲ့ကနေပြတ်ထွက်သွားတဲ့ပုံစံကတကယ်ကိုတန်ရှင်းလွန်းနေတာပါတလိမ့်ဆန်ကြိုက်ထားတဲ့အရာမရှိဘူးကိရိယာတစ်ခုနဲ့ဖြတ်တောက်ထားတဲ့အရာမရှိဘူးသွေးကျွန်းသွေးကြံတွေလည်းမရှိဘူးပေါ့နော်တဘာဝအတိုင်းအစ်စ်ကနေပြုတ်ထွက်သွားသလိုမျိုးဖြစ်နေခဲ့တာပါ DNA စစ်ဆေးချက်အရနန်ရိုးတစ်ချောင်းနဲ့တင်မစုံရိုးတို့ဟာခရစ်ရဲ့အယိုးတွေဖြစ်ပြီးတော့ခြေထောက်ကတော့လစ်ဆန်းရဲ့အယိုးခြေထောက်ဖြစ်ကြောင်းကိုအတည်ပြုလိုက်ပါတယ်ဒီလိုနဲ့ဂျွန်လ20ရက်နေ့မှာတော့မိသားစုတွေကသူတို့ရဲ့သမီးလေးတွေအသက်မရှင်တော့ဘူးဆိုတာကိုယုံကြည်ရကြောင်းဝမ်းနည်းစွာနဲ့ပဲကြေညာချက်ထုတ်ပြန်ခဲ့ရပါတယ်ဒါပေမဲ့ဒီအိမ်မက်ဆိုးကြီးကဒီမှာလည်းမပြီးသေးပါဘူး။ဘာကြောင့်အယိုးတွေကဒီလောက်ပြန့်ကျဲနေရတာလဲ။ခြေထောက်ကဘာလို့ဒီလောက်တန်တန်ရှင်းရှင်းပြတ်ထွက်နေရတာလဲ။အားလုံးထပ်ပို့ထူးဆန်းတာသူတို့ရဲ့ဖုန်းတွေထဲမှာရှိနေတဲ့ညာဘက်ဓာတ်ပုံ90ကျော်ပါပဲ။အဲ့ဒီဓာတ်ပုံတွေကဘာလို့ဆိုလို့တလဲ။ဒီမိကုန်းတွေထပ်ပေါ်လာပါတယ်။ဒီလိုနဲ့ဩဂုတ်လ29ရက်နေ့မှာနောက်ထပ်ရုပ်ကျွင်းအချို့ကိုထပ်မံရှာဖွေတွေ့ရှိခဲ့ပြန်ပါတယ်။ဒီချိန်မှာတော့ပေါင်ရိုးတစ်ချောင်းခြေသလုံးရိုးတစ်ချောင်းနဲ့အရေပြားအစအနလေးတွေကိုတွေ့ရှိခဲ့ရတာပါ။ဒီပစ္စည်းတွေအားလုံးဟာလစ်ဆန်းရဲ့ရုပ်ကျွင်းတွေဖြစ်ကြောင်းကိုလည်းအတည်ပြုနိုင်ခဲ့ပါတယ်။ဒါပေမဲ့မှုကင်းဆေးပညာရှင်တွေကိုအကြီးအကျယ်တုံ့လှုပ်သွားစေတာကဒီရုပ်ကျွင်းတွေရဲ့အခြေအနေပါပဲ။လစ်ဆန်းရဲ့အယိုးစုတွေဟာဆွေးမြင့်မှုအစောပိုင်းအဆင့်မှာပဲရှိနေပါသေးတယ်။လာနဲ့ချီပြီးစိုးထိုင်းစများလုံးနဲ့တောနယ်ထဲမှာရှိနေကြရဆိုရင်ဒါကမဖြစ်နိုင်တဲ့လောက်ပါပဲ။ပိုပြီးထူးဆန်းတာမိန်းကလေးနှစ်ယောက်ရဲ့အယိုးတွေကဆွေးမြင့်မှုအဆင့်အရလည်းမတူပြန်ပါဘူး။လစ်ဆန်းရဲ့အယိုးတွေကလက်လက်ဆက်ဆက်ရှိနေတဲ့အချိန်မှာခရစ်ရဲ့အယိုးတွေကတော့တော်တော်လေးကိုဆွေးမြင့်မှုဖြစ်နေပါပြီ။သူတို့ကဗျာတစ်ချိန်နဲ့တစ်ရက်တည်းပျောက်ဆုံးခဲ့တာမဟုတ်လား။ဘာကြောင့်ဒီလောက်ထိကွာခြားနေရတာလဲပေါ့နော်။တခွဲကစမ်းသပ်ချက်အရခရစ်ရဲ့အယိုးတွေကဓာတုဖြစ်စဉ်တစ်ခုကိုကြုံတွေ့ထားရကြောင်းပေါ်ပေါက်လာပါတယ်။ခရစ်ရဲ့နံရိုးပေါ်မှာ phosphate ဓာတ်တွေတွေ့ခဲ့ရပါတယ်။ထူးခြားတာအယိုးကိုရှာတွေ့ခဲ့တဲ့နေရာမီးတောင်မြေအမျိုးအစားမဟုတ်တဲ့အတွက်တဘာဝ phosphate ဓာတ်ရှိဖို့မဖြစ်နိုင်ဘူးပေါ့နော်။ဒါကြောင့်မြေဩဇာဒါမှမဟုတ်တခြားဓာတုပစ္စည်းတွေနဲ့အသုံးပြုမှုထိတွေ့မှုရှိခဲ့တယ်ဆိုတာကိုညွှန်ပြနေပါတယ်။အာနာပိုင်တွေကတော့ calcium oxide လို့ခေါ်တဲ့ထုံးကိုအသုံးပြုခဲ့သလားဆိုတဲ့ theory ကိုစတင်လေ့လာခဲ့ပါတယ်။ထုံးဟာရုပ်အလောင်းတွေကိုမြင်မြန်ဆန်ဆန်နဲ့ပုတ်သိုးစေပြီးတော့အယိုးအစ်စ်တွေကိုအလိုလျောက်ပြုတ်ထွက်စေနိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။ဒါဟာလစ်ဆန်းရဲ့ခြေထောက်ဘာကြောင့်ဒဏ်ရာမပါပဲရှင်းရှင်းလင်းလင်းနဲ့ပြုတ်ထွက်နေရတယ်ဆိုတာကိုအဖြေပေးနိုင်ပါတယ်။ဒါပေမဲ့မိခွန်းတွေကရက်မသွားသေးပါဘူး။ဘာလို့ခရစ်ရဲ့အယိုးပေါ်မှာပဲဓာတုပစ္စည်းတွေရှိနေပြီးတော့လစ်ဆန်းရဲ့အယိုးမှာမရှိရလဲ။ဘာလို့ဒီအယိုးတွေကဒီလောက်ဝေးတဲ့နေရာတွေမှာပြန့်ကျဲနေရလဲ။ပြီးတော့ဘာကြောင့်ဒီကြောပေါ်ကြီးကဘာမှမဖြစ်ပဲတန့်ရှင်းနေရလဲ။ဒါယူသသားလားမတော်တဆမှုလား။ဒါမှမဟုတ်တယောက်ယောက်ကတသက်တွေကိုဖြစ်စီဖြစ်ဖို့ကြိုးစားခဲ့ရလားမိသားစုတွေအတွက်ကတော့သူတို့သမီးလေးတွေရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းနှင်းငယ်ကိုပဲမြုပ်နှံရတာတကယ်ကိုဖြေမစင်နိုင်စရာနာကျင်မှုပါပဲဒါပေမဲ့အယိုးစုတွေကိုပြန်လည်ပေးရပြီးချိန်မှာပို့ပြီးတော့ထူးဆန်းတာတစ်ခုဖြစ်ခဲ့ပါတယ်ခရစ်ရဲ့ဖခင်ကနောက်ပိုင်းအင်တာဗျူးတစ်ခုမှာသူဟာပနာမအာနာပိုင်းနေနဲ့သဘောတူညီချက်တစ်ခုလက်မှတ်ရေးထိုးခဲ့ရတယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်အသေးစိတ်ကိုဆက်လက်မေးမြန်းတဲ့အခါမှာတော့သူကကျွန်တော်ဒါကိုပြောပိုင်ခွင့်မရှိဘူးပြောလိုက်မိရင်သူတို့လက်မှတ်ထိုးခိုင်းထားတဲ့စာချုပ်ကိုချိုးဖောက်ရရောက်မှာဖြစ်လို့ကျွန်တော်မှအခွင့်အာဏာမရှိဘူးလို့ပဲတူဖြေကြားခဲ့ပါတယ်စဉ်းစားကြည့်ဗျာမိသားစုဝင်တယောက်ကကိုယ့်သမီးရဲ့ရုပ်ကျွင်းကိုပြန်ရဖို့အတွက်ဘာကြောင့်လျှို့ဝှက်သဘောတူညီမှုတစ်ခုကိုလက်မှတ်ရေးထိုးပေးခဲ့ရတာလဲဘာရီကိုဖုံးကွယ်ထားဖို့သူတို့တားမြစ်ထားတာလဲပနာမအစိုးရဘာကိုကြောက်နေခဲ့ရလဲဒီအမှုဟာရုပ်ရှင်နဲ့တောင်တက်ခီးလန်းကနေပြီးတော့အာနာပိုင်တွေထုတ်ပြန်တယ်လို့လမ်းပြောက်တာကြောင့်ဆိုတာမျိုးမဟုတ်ဘဲနဲ့တကယ်တမ်းကအာနာပိုင်တွေထုတ်မပြောတဲ့နောက်ွယ်မှာပုံမနဲ့ရှိုင်းနေလျှို့ဝှက်ချက်တွေရှိနေရဲဆိုတာကိုဒီအာနာပိုင်တွေနဲ့ခရစ်ရဲ့ဖခင်ရဲ့ဂျားတွေကလျှို့ဝှက်သဘောတူညီမှုဆိုတာကသက်သေပြနေတယ်လို့ပါပဲ
ဒီလိုမျိုးကျိုးပွဲကိုရှာဖွေတွေ့ရှိပြီးနောက်မှာတော့စုံစမ်းစစ်ဆေးသူတွေကလက်ကင်ဖုန်းနှလုံးနဲ့ digital camera တွေရဲ့အချက်လက်တွေကိုစတင်စစ်ဆေးခွင့်ရခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီထက်အချက်လက်တွေကအဖြေထက်မေးခွန်းတွေကိုပဲပို့ပြီးတော့ထွက်လာစေခဲ့ပြန်ပါတယ်။ ဧပြီလ1ရက်သူတို့ပျောက်သွားတဲ့ညနေ4:39မိနစ်မှာခရစ်ရဲ့ဖုန်းကနေပြီးတော့အရေးပေါ်ဖုန်းစတင်ခေါ်ဆိုခဲ့ပါတယ်။12မိနစ်ကြာ4:51မိနစ်မှာလစ်ဆန်းရဲ့ဖုန်းကနေလည်းခေါ်ဆိုခဲ့ပါတယ်။ထူးခြားတာသူတို့ဟာနယ်သာလန်ရဲ့အရေးပေါ်ဖုန်းနံပါတ်112ကိုခေါ်ခဲ့ကြတာပါ။တကယ်တော့သူတို့ရောက်နေတဲ့ပနားမားနိုင်ငံရဲ့အရေးပေါ်နံပါတ်က911ဖြစ်ပါတယ်။ဖုန်းခေါ်ဆိုမှုတွေကလိုင်းမရလို့လုံးဝမချိတ်ဆက်ခဲ့ပါဘူး။ဒီနေရာမှာထူးဆန်းတာကအဲ့ဒီကြိုးပမ်းမှုတွေပြီးတာနဲ့ဖုန်းနှလုံးစလုံးကိုပိတ်လိုက်ပြီး14နာရီကြာတဲ့အထိပြန်မဖွင့်တော့တာပါပဲ။တကယ်လို့ဒီအမိတ်ဆွေတို့သာတိုးထဲမှာလမ်းပြောင်းနေရင်ဖုန်းလိုင်းမရမယ့်နေရာကိုရှာရင်ထက်ခါတလဲလဲဆက်နေမှာမဟုတ်ဘူးလားလို့တွေးမိပါတယ်။ဘာလို့ချက်ချင်းပိတ်ပစ်လိုက်ရတာလဲ။ဒါဘက်ထရီကိုတကယ်ပဲချွေတာကိုကြိုးစားတာလား။ဒါမှမဟုတ်တယောက်ကများဖုန်းတွေကိုသူတို့စီကတင်လိုက်တာလားပေါ့နော်။စဉ်းစားစရာလို့တော့ကျွန်တော်မြင်ပါတယ်။ဧပြီလ2ရက်ကနေ3ရက်နေ့ထိဖုန်းနှလုံးစလုံးကနေ112ရော911ရောကိုပါအချိန်ချင်းခေါ်ဆိုဖို့ကြိုးစားခဲ့ကြပါတယ်။ဧပြီလ9ရက်မနက်9နာရီမှာတော့လစ်ဆန်းရဲ့ဖုန်းကဘက်ထရီကုန်ပြီးတော့ထာဝရငြိမ်သက်သွားခဲ့ပါတယ်။ဒါပေမဲ့ခရစ်ရဲ့ဖုန်းမှာတော့အားရှိနေပါသေးတယ်။ဧပြီလ9ရက်နေ့နေ့လယ်1:38မိနစ်မှာအရန်ကိုထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်။ခရစ်ရဲ့ဖုန်းထဲကို password တစ်ခုမှားပြီးတော့ရိုက်ထည့်ခဲ့တာပါ။အဲဒီနောက်မှာလည်းမှားယွင်းနေတဲ့ password ရိုက်ထည့်မှုတွေအကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ပါတယ်။ဧပြီလ9ရက်နေ့ကနေ17ရက်နေ့ထိဖုန်းထဲကိုမမှန်ကန်တဲ့ password တွေအကြိမ်ကြိမ်ရိုက်ထည့်ခဲ့ပါတယ်။ဒါအပြင်စုစုပေါင်းအရေးပေါ်ဖုန်းနံပါတ်ကိုခေါ်ဆိုခဲ့တဲ့အချိန်ရတက်ကလည်း89ကြိမ်တိတိရှိပါတယ်။ဒီနေရာမှာမေးစရာမေးခွန်းကတော့ခရစ်ကသူ့ရဲ့ဖုန်း password ကိုသူမေ့သွားတာတော့မဖြစ်နိုင်ပါဘူး။ဒါဆိုရင်ဘာကြောင့်လဲဆိုတဲ့မေးခွန်းပါပဲ။ digital camera ရဲ့အချက်လက်တွေကတော့ဗီဒီယိုအစမှာအမျိုးမျိုးကွဲပြားနေကြတဲ့မျက်မြင်သက်သေတွေရဲ့စကားကိုလုံးဝပယ်ဖျက်လိုက်ပါတယ်။ဧပြီလ1ရက်နေ့ကရိုက်ခဲ့တဲ့ပုံတွေအရသူတို့ကမနက်7:00နာရီမှာတောင်တက်ခဲ့ပြီးတော့မွန်းလွဲ1:00နာရီမှာတောင်ထိပ်ကိုရောက်ခဲ့တယ်လို့တွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ဆောစောပြောထားတဲ့ driver ရောစားတောက်ဆိုင်ပိုင်ရှင်ရောစားတောက်ဆိုင်ရဝန်ထမ်းတွေရောအဆောင်မှာနေတဲ့သူတို့နဲ့တွေ့ခဲ့ပါတယ်ဆိုတဲ့သူရောသူတို့ပြောခဲ့တဲ့စကားတွေလုံးဝလွဲနေပါပြီ။အဲဒီနောက်မှာတော့သူတို့ဟာ7:00နာရီမှာစတက်သွားပြီး1:00နာရီမှာတောင်ထိပ်ကိုရောက်ပြီးတဲ့နောက်မှာတော့ပြန်ဆင်းမလာပဲပုံမှန်ခီးသွားလမ်းကြောင်းမဟုတ်တဲ့တောင်ထိပ်ရဲ့တစ်ဖက်ချမ်းတွေကိုဆက်ဝင်သွားခဲ့ကြပါတယ်။ပုံတွေထဲမှာသူတို့ဟာရေမောနေကြတယ်။ရာသီဥတုကလည်းတာယာနေပါတယ်။ဒါပေမဲ့နောက်ဆုံးတစ်ပုံမှာတော့လစ်ဆန်းရဲ့မျက်နှာတင်းမာပြီးတော့စိုးရိမ်တဲ့ပုံစံပေါက်နေပါတယ်။မျက်နှာမကောင်းဘူးပေါ့ဗျာ။အဲဒီနောက်မှာတော့ဓာတ်ပုံတွေဗီဒီယိုတွေလုံးဝမရှိတော့ပါဘူး။ဧပြီလ1ရက်နေ့ကနေစလို့ဧပြီလ10ရက်နေ့ထိ10ရက်တိတိကင်မရာထဲမှာဘာမှတမ်းမအောင်မရှိတော့ပါဘူး။အဲဒီ10ရက်အတွင်းသူတို့ဘာတွေကြုံတွေ့ခဲ့ရသလဲ။ဘာလို့ဘာမှမတမ်းမတင်ခဲ့တာလဲ။ပြီးဧပြီလ10ရက်နေ့ညဘက်ကြီးမှာဘာကြောင့်ကင်မရာကိုပြန်ဖွင့်ပြီးအမှောင်ထဲမှာဓာတ်ပုံပေါင်း90ကျော်ယူသွတ်စွာရိုက်ခဲ့ရတာလဲ။ဟုတ်ပါတယ်။ဧပြီလ10ရက်နေ့မနက်အစောပိုင်း1နာရီကနေ4နာရီကြာမှာကင်မရာကိုဖွင့်ပြီးတော့ဓာတ်ပုံပေါင်း90ကျော်ရိုက်ကူးခဲ့ပါတယ်။3နာရီကြာမှာပုံ90ရိုက်ခဲ့တာဆိုတော့ဖြန်းပြန်အဖြစ်2မိနစ်ကိုတစ်ပုံနှုံးရိုက်ခဲ့တာပါ။ဒါပေမဲ့အဲ့ဒီပုံတွေကဘာလို့မှရှင်းရှင်းလင်းလင်းဖော်ပြမနေပါဘူး။ပုံတွေထဲမှာပါဝင်တာတွေကတော့အမောင်တုတစ်ကိုင်းကြောက်တွေကြောက်ဆောင်တွေမြေကြီးပေါ်အမိုက်တွေနောက်တစ်ခုက plastic အိတ်ချီထားတဲ့တစ်ကိုင်းအချောက်အစာလေးတွေပေါ့နော်ဒါပါပဲအဲ့အားလုံးထဲမှာအထူးခြားဆုံးပုံကတော့အမှောင်ထဲမှာရိုက်ထားတဲ့ Chris ရဲ့သပင်ပုံပါပဲသူ့ရဲ့မျက်နှာကိုမမြင်ရသလိုဒဏ်ရာရထားတဲ့လက္ခဏာကိုလည်းမတွေ့ရပါဘူးဒီပုံတွေကဘာလို့ဆိုလိုတာလဲစုံစမ်းစစ်ဆေးသူတွေကတော့သူတို့ဟာကင်မရာရဲ့ flash မီးကိုအလင်းရောင်ရဖို့သုံးခဲ့တာဒါမှမဟုတ်တယောက်ကိုအချက်ပြဖို့စူးစမ်းခဲ့တာလို့ယူဆခဲ့ကြပါတယ်ဒါပေမဲ့ဒီပုံတွေထပ်ပို့ပြီးတော့ထိတ်လန့်စရာကောင်းတဲ့အချက်တစ်ခုရှိနေပါသေးတယ်ဒီကင်မရာထဲမှာဓာတ်ပုံတွေကနံပါတ်စဉ်အတိုင်းအစီအီရှိနေခဲ့တာပါဧပြီလ1ရက်နေ့နောက်ဆုံးရိုက်ခဲ့တဲ့နေကင်းဘက်ကပုံကနံပါတ်908ဖြစ်ပါတယ်ဒါပေမဲ့ဧပြီလ10ရက်နေ့မှာရိုက်ခဲ့တဲ့ညဘက်ပုံတွေကနံပါတ်910ကနေစပါတယ်ပုံနံပါတ်909ဟာပျောက်ဆုံးနေပါတယ်ဒီချက်ကအရင်အရေးကြီးပါတယ်digital camera ရဲ့အစနစ်အရအလုံးလုံးတဲ့ပုံစံဟာနောက်ထပ်မရိုက်ခင်နောက်ဆုံးရိုက်ထားတဲ့ပုံကိုဖြတ်မယ်ဆိုရင်နံပါတ်မကျော်ပဲအစင်လိုက်ပဲဆက်သွားပါတယ်တကယ်လို့909ကိုကင်မရာထဲမှာဖြတ်ခဲ့မယ်ဆိုရင်ညဘက်ပုံတွေက909ကနေပဲပြန်စရမှာပါအဲဒါပေမဲ့ရိုက်ထားပြီးသားပုံတွေတွေကမှနောက်ဆုံးပုံကိုဖြတ်တာမဟုတ်ဘဲနဲ့ဂျားရဲရပုံကိုဖြတ်လိုက်မယ်ဆိုရင်တော့နံပါတ်စဉ်ကျော်သွားပါတယ်ဒါကြောင့်သူတို့ရဲ့ကင်မရာထဲမှာ908ပြီးတဲ့နောက်910ကနေစတာကြောင့်909ဟာညဘက်ပုံတွေအားလုံးရိုက်ပြီးတော့ဖြည့်ဆည်းခံလိုက်ရတာဖြစ်ပါတယ်နောက်တစ်ချက်ကကင်မရာမှာဖြတ်လိုက်တဲ့ပုံကိုကင်မရာနဲ့ပဲဖြတ်မယ်ဆိုရင်ကွန်ပျူတာနဲ့ပြန်ဆယ်လို့ရပါတယ်ကွန်ပျူတာမှာကြိုးထိုးပြီးတော့ဖြတ်မှသာကွန်ပျူတာနဲ့ပြန်ဆယ်လို့မရနိုင်တာမျိုးပါ
ကျွမ်းကျင်သူတွေကဒီ file ကိုပြန်ဆွဲဖို့အစွမ်းကုန်စူးစမ်းခဲ့ကြပေမဲ့မအောင်မြင်ခဲ့ပါဘူးသူတို့ရဲ့ကောက်ချက်ကတော့ဒီ file ဆိုတာဒီပုံသို့မဟုတ်ဗီဒီယိုကိုကင်မရာထဲမှာနေဖြစ်ခဲ့တာမဟုတ်ဘဲကွန်ပျူတာတစ်လုံးနဲ့ချိတ်ဆက်ပြီးမှတိတိကျကျဖြစ်ထုတ်ပြတာဖြစ်နိုင်တယ်လို့ဆိုပါတယ်ဒေါနက်ထဲမှာဘယ်နည်းနဲ့မှတော့ကွန်ပျူတာရှိနိုင်မှာမဟုတ်ပါဘူးဒါတယောက်ကကင်မရာကိုယူသွားပြီးတက်တေကိုဖြစ်စီပစ်လိုက်တာဖြစ်နိုင်မလားဆိုတာကိုစောစောကကျွန်တော်တို့ပြောတဲ့ကျိုးဖို့အိတ်ကတန့်ရှင်းနေတယ်ဆိုတဲ့အချက်နဲ့တွေးပြီးတော့စဉ်းစားကြည့်စရာပါပဲနောက်ဆုံးမှာတော့ပနားမားနဲ့နယ်သာလန်အာဏာပိုင်တွေကတရားဝင်ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်မိန်းကလေးတွေကလမ်းပြောက်ခဲ့တယ်မတော်တဆကြောက်ထဲပြုတ်ကြရတာမှမဟုတ်ကျိုးတရားပေါ်ပြုတ်ကြတာမျိုးဖြစ်ပြီးတော့ဘေးလူစုံတရားရဲ့ပယောကမပါဘဲနဲ့အသက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ကောက်ချက်ချပါတယ်ဒါပေမဲ့ခရစ်ရဲ့မိသားစုကတော့ဒါကိုလုံးဝလက်မခံပါဘူးခန္ဓာကိုယ်စိတ်ပိုင်းတွေကနေရာအနှံ့မှာပြန့်ကျဲနေတာဓာတုပစ္စည်းတွေတွေ့တာကျိုးဖို့အိတ်ကတန့်ရှင်းနေတာနဲ့ပုံနံပါတ်900ကိုကွန်ပျူတာနဲ့ဖြည့်ဆည်းထားတာတွေကမတော်တဆမဟုတ်ဘူးလို့ပဲသူတို့ယုံကြည်နေပါတယ်ယုံလဲယုံတော့စရာပါပဲအလစ်ဆန်ရဲ့မိသားစုကတော့ဆက်ပြီးတော့မိကွန်းထုတ်နေရတာအရန်ကိုထိခိုက်နာကျင်စရာကောင်းလုံးနာကြောင့်အစိုးရရဲ့ကောက်ချက်ကိုပဲလက်ခံပါတယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့လိုသုံးသက်တဲ့သူတွေအတွက်ကတော့မိကွန်းနေရကြံနေသေးပါပဲညဘက်ပုံတွေကိုဘယ်လိုရိုက်ခဲ့တာလဲ password 89ကြိမ်မှားအောင်ဘယ်လိုနှိပ်ခဲ့တာလဲ file နံပါတ်909မှာဘာတွေရှိနေခဲ့လို့ဖြစ်ပစ်ခဲ့တာလဲဒီအဖြစ်မရှိတဲ့ bravery တွေအကြောင်းပဲနောက်ပိုင်းမှာအမျိုးမျိုးသော theory တွေထွက်ပေါ်လာပါတော့တယ်ဒီနေရာမှာတော့ကျွန်တော်စောစောပြောထားတဲ့မိတ်ဆွေတို့ကောင်းစားခြင်းနဲ့ဆိုတဲ့အပိုင်းလေးလာပါပြီ။အဲကြတော့လူမျိုးစုံကကျွန်တော်ယူဆကြတဲ့ theory မျိုးစုံကိုကျွန်တော်ပြန်ပြီးတော့တင်ပြပေးခြင်းပါတယ်။ပထမတစ်ခုကတော့စောစောကကျွန်တော်တို့ပေါ့နော်သူတို့သွားပြီးတော့ဒီ volunteer လုပ်ပေးမယ်လို့ပြောတဲ့အကြောင်းရဲ့အဲ့ကျုံဝန်တန်း Elaine အကြောင်းပါ။မိန်းကလေးနှစ်ယောက်ပျောက်ဆုံးသွားခဲ့တဲ့အချိန်မှာသူပိုခက်မြို့ကိုရောက်တာတစ်ပတ်ပဲရှိပါသေးတယ်။သူကြားတာကတော့အမှုဖြစ်ပြီးမကြခင်မှာပဲသူကတခြားမြို့ကိုပြောင်းဖို့အတွက်မဖြစ်မနေဆောင်ရွက်ပေးဖို့တောင်းဆိုခဲ့ပြီးတော့နောက်ဆုံးမှာတော့ဂျာမနီကသူ့ရဲ့မိဘတွေစီကိုလုံးဝပြန်သွားခဲ့ပါတယ်။အနာပိုင်တွေကသူ့မှာအပြစ်မရှိဘူးလို့ပြောထားပေမဲ့တချို့ကတော့သူဟာစုံစမ်းစစ်ဆေးမှုတွေကြားထဲမှာမကြားသင့်တဲ့ဟာတခုကိုကြားခဲ့မိတာများရှိလို့အသက်အန္တရာယ်ကိုစိုးရင်ပြီးအမြန်ဆုံးထွက်ပြေးသွားတာလို့ယူဆကြပါတယ်။သူ့ရဲ့ရုတ်တရက်ထွက်ခွာသွားမှုကတိုက်ဆိုင်မှုသက်သက်ပဲလားဒါမှမဟုတ်တစုံတစ်ယောက်ကသူ့ကိုနှုတ်ပိတ်ဖို့ချင်းချောက်ခဲ့တာလားတက်တည်အထောက်ထားမရှိပေမဲ့သူ့ရဲ့အချိန်ကိုက်ထွက်ခွာမှုကတော့မေးခွန်းထုတ်စရာပါ။ဒီလိုယူဆရခြင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့အနေနဲ့ဆက်ပြီးတော့ဆွေးနွေးသွားပါအောင်မယ်။နောက်ထပ်အာယုံဆိုင်ရမယ့်သူကတော့လမ်းပြတစ်ပါပဲ။သူဟာအစကနေအဆုံးအထိဒီအမှုရဲ့အဓိကနေရာတွေမှာပဲရှိနေခဲ့သူပါ။ပျောက်ဆုံးကြောင်းတိုင်တာအခန်းကိုသွားစစ်တာရှာဖွေလုပ်တာမိသားစုတွေကိုလမ်းပြတာအနေအယိုးစုတွေကိုရှာတွေ့တဲ့အထိပါသူကပါနေပါတယ်။လမ်းပြတဲ့ဟာအစာပိုင်းမှာရက်မိရက်ဖဒေတာကန်တူအဖြစ်မြင်ခဲ့ကြပေမဲ့လည်းနောက်ပိုင်းမှာတော့သူဟာစကားတွေရှေ့နောက်မညီတာဖြစ်လာတဲ့အနေအထားမျိုးကြောင့်မို့လို့သူ့ရဲ့အနေအထားကိုလည်းကျွန်တော်တို့သုံးသပ်ရခက်ခဲလာပါတယ်။တခါတော့ကသူကမိန်းကလေးတွေကိုအမှုမဖြစ်ခင်တရက်အလိုအကြောင်းမှတွေ့ခဲ့တယ်လို့ပြောတဲ့အချိန်လည်းရှိခဲ့တယ်။နောက်တစ်ခါမှကျွန်တော်တို့နှစ်ယောက်စလုံးတစ်ခါမှလုံးဝအရင်ကမမြင်ဘူးပါဘူးလို့ညှင်းဆိုပြန်ပါတယ်။နောက်ပိုင်းမှာအဲ့ဒီနေကိုခီးသွားတော့ကသူ့ကိုလမ်းပြအဖြစ်ငှားခဲ့ပါတယ်ဆိုတဲ့အမျိုးသမီးတူကလည်းသူ့အပေါ်မှာလိမ်မိုင်းဆိုင်ရာမလျော်မကန်လုပ်ခဲ့ပါတယ်ဆိုတဲ့ online review လေးပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီ review ကိုတင်ထားတဲ့အကောင့်ကအသစ်ဖြစ်နေတာရယ်သူ့ review မှာရေးထားတဲ့အချက်ကမှန်ပါတယ်လို့အထောက်ထားပြစရာရမရှိတဲ့အချက်ကဒီအချက်ကိုအပြည့်အဝယုံလို့မရနိုင်စရာအကြောင်းဖြစ်တာကိုလည်းကျွန်တော်တို့ထည့်ပြီးတော့စဉ်းစားဖို့လိုပါတယ်။သူ့ရဲ့နောက်ဆုံး interview တစ်ခုမှာတော့အခုတော့သူတို့မရှိတော့တာကိုအားလုံးသိသွားပြီ။ဘာမှလုပ်စရာမရှိတော့ဘူးရှေ့ဆက်သွားတာပိုကောင်းမယ်လို့ပြောခဲ့ပါတယ်။ဒါဆိတ်လျှော့လိုက်တဲ့စကားလားဒါမှမဟုတ်အမှုကိုအဆုံးသတ်ခြင်းရဲ့စကားလားဆိုတာတော့ကျွန်တော်လည်းမသုံးသပ်တတ်ပါဘူး။လူအများတော့သူဟာသူကိုယ်တိုင်ကျူးလွန်ခဲ့တာဖြစ်နိုင်ခြင်းနည်းသည့်တိုင်သူတစုံတစ်ယောက်ကိုကာကွယ်ပေးနေလို့တန်တရားဝင်နေကြပါတယ်။အဲ့ဒီတစုံတစ်ယောက်ဆိုတာသူ့ရဲ့သားအရင်မှာဟုတ်ပါတယ်။သူ့မှာသားသမီးတွေရှိပြီးတော့သူ့အကြီးဆုံးသားကဂန်စတာလို့ဖာလိုနဲ့နိုင်ငံသားသူတွေကိုသဘောကျတဲ့သူဖြစ်နေတာကိုတွေ့ရပါတယ်။ကောင်မလေးနှစ်ယောက်ပျောက်မသွားခင်ရပ်ပိုင်းကလည်းသူ့ကိုအဲ့ဘက်နေမှာမူးနေတာတွေ့ရလို့ပြောခဲ့တဲ့သူတွေလည်းရှိခဲ့ပါတယ်။လမ်းပြတစ်နေမကပဲနဲ့အများပြည်သူရဲ့တန်တရားကိုခံရတဲ့နောက်ထပ်ဒေသခံလက်ညွန့်တူရှိပါသေးတယ်။သူ့ကိုလမ်းပြနှစ်လို့ခေါ်ကြပါစို့။သူဟာမိန်းကလေးတွေကိုတောင်ပေါ်တက်သွားတာကိုမြင်ခဲ့တယ်လို့ကနဦးမှာထွက်ဆိုခဲ့ပေမဲ့နောက်ပိုင်းမှာတော့သူမြင်တာသူတို့မဟုတ်မသေးကြဘူးလို့သူစကားပြန်ပြောင်းခဲ့ပါတယ်။သူပြောတာဥရောပကသားခီးသွားတဲ့အားလုံးကပုံစံနေစင်တူယူမတွေကြီးပဲလို့သူကအကြောင်းပြခဲ့ပါတယ်။ဒါပေမဲ့ဒီစကားကယုတ်တိတော့မရှိပါဘူး။ Chris ကထင်ရှားတဲ့အနီရောင်စပင်ရှိတဲ့သူပါ။ Lizing ကလည်းပဲသူကလည်းပုံမှန်ထက်ပိုပြီးတော့ထူးထူးခြားခြားရက်ရှည်တဲ့သူပါ။သူတို့နှစ်ယောက်ကအမြဲတမ်းပဲတွဲနေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့နှစ်ယောက်ဆိုတာတခြားသူနဲ့မှားဖို့တော်တော်လေးခင်းရင်ပါတယ်။ပိုပြီးပြောစရာဖြစ်လာတာလမ်းပြနှစ်ဟာမိန်းကလေးတွေကို Bukit del Toro ကျွန်းပေါ့နော်သူတို့ဆက်စချင်းရောက်တော့ပထမ2ပတ်နေခဲ့ပါတယ်ဆိုတဲ့ကျွန်းကနေပြီးတော့ဒီ Bukit မြို့အထိရောက်အောင်6နာရီကြာကားမောင်းပေးရတဲ့သူကလည်းသူပဲဆိုတဲ့သတင်းတွေထွက်လာပါတယ်။6နာရီကြာအောင်ကားပေါ်မှာအတူတူရှိခဲ့တဲ့သူတွေကိုမမှတ်မိဘူးဆိုတာဖြစ်နိုင်မှာမလားဆိုတာကတော့ဒါကတော့ကျွန်တော်တို့တန်တရားရှိပါတယ်။ဒီထက်ပိုပြီးတော့တန်တရားကြီးထွားလာစေတာအဲ့လမ်းပြနှစ်ရဲ့ social media ပေါ်ကဓာတ်ပုံတွေကြောင့်ပါ။မိန်းကလေးတွေပျောက်ဆုံးပြီးရက်အနှဲငယ်ကြာမှသူကတောင်ထိပ်ပေါ်ရောက်နေတဲ့ဓာတ်ပုံတွေကိုတင်ခဲ့ပါတယ်။ထူးခြားတာဒီပုံတွေကရာသီဥတုအခြေအနေကမိန်းကလေးတွေနောက်ဆုံးရိုက်ခဲ့တဲ့ဓာတ်ပုံတွေရဲ့ရာသီဥတုအခြေအနေနဲ့ထက်တူကျနေတာပါပဲ။ရက်ကလည်းမချားဘူးလို့ပြောလို့ရတဲ့အနေထားပါ။နောက်ပိုင်းမှာဒီပုံတွေလူပြောများလာတဲ့အခါမှာလမ်းပြနှစ်ဟာသူ့ရဲ့အကောင့်ကနေဒီဓာတ်ပုံတွေကိုချက်ချင်းပြန်ဖျက်ခဲ့ပါတယ်
ဒါပေမဲ့လည်းသူ့ကိုလည်းအာဏာပိုင်နဲ့တရားဝင်တရားစွဲဆိုခဲ့တာမျိုးမရှိခဲ့ပါဘူး။ သူဘာကြောင့်အရေးကြီးတဲ့တဲလွန်စားဖြစ်နိုင်တဲ့ဓာတ်ပုံတွေကိုဖြစ်ပြရတာလဲ။ သူကအဲ့ဒီနေရာမိန်းကလေးရဲ့တောင်ပေါ်မှာတကယ်ပဲစုံခဲ့ရလား။ဒီအမှုမှာဒေသခံလက်ညွှန်ရဲ့အခန့်ကဏ္ဍတကယ်ကိုပဲဗဟေတိဆန်လွန်းပါတယ်။နောက်ထပ်ပို့ပြီးတော့ထူးဆန်းတာဆက်လာပါအောင်မယ်။အဲ့ဒါကတော့ဒီအမှုနဲ့ဆက်ဆက်နေတဲ့သူတွေဟာတယောက်ပြီးတယောက်ထူးထူးဆန်းဆန်းအသက်ဆုံးရှုံးခဲ့ကြတာပါပဲ။ဒီအမှုဟာမိန်းကလေးနှစ်ယောက်ပျောက်ဆုံးသွားတာနဲ့မဟုတ်ဘဲနဲ့ပုံမမှောင်မိုက်တဲ့အရေးအယံတွေရှိလာခဲ့ပါတယ်။ဧပြီလ4ရက်နေ့သူတို့ပျောက်ဆုံးပြီး3ရက်ကြာမှာအော့စမန်လို့ခေါ်တဲ့လူငယ်တူရဲ့ရုပ်အလောင်းကိုမြစ်ထဲမှာရှာတွေ့ခဲ့ကြပါတယ်။ရဲတွေကသူတို့ဖုန်းကိုစစ်ဆေးတဲ့အခါမှာအော့စမန်ရဲ့နောက်ထပ်အမျိုးသားတဦးရဲ့နဲ့သူတို့အပြင်အမျိုးသမီး2ဦးတို့ရိုက်ထားတဲ့ဝီဝါဓာတ်ပုံတွေ့ခဲ့ရပါတယ်။လူများတော့ဒီမျိုးသမီး2ဦးဟာခရစ်နဲ့လက်စိမ်းတို့နဲ့တော်တော်လေးဆင်တူတယ်လို့ယုံကြည်နေကြပေမဲ့အာနာပိုင်တွေဘက်ကတော့တစုံတရာအတည်ပြုပေးခဲ့ခြင်းမရှိပါဘူး။ကျွန်တော်ရဲ့အမြင်အရတော့ဒီကောင်မလေးနှစ်ယောက်ကိုခရစ်နဲ့လက်ဆန်းလို့ပဲမြင်ပါတယ်။အရက်ပိုရှိတဲ့တယောက်ရဲ့စပင်းနီယောင်တဲ့တယောက်ရဲ့ဆိုတာမမားနိုင်ပါဘူး။ဒီဓာတ်ပုံကဒီအမှုရဲ့ကြီးမားတဲ့အသေးလွန်စဖြစ်နိုင်ခဲ့ပါတယ်။တကယ်လို့ဒါဒီပုံထဲကမိန်းကလေးတွေကသူတို့နှစ်ယောက်ပဲအမှန်ဆိုရင်သူတို့ကတောထဲမှာလမ်းပြောင်းနေတာမဟုတ်ပဲဒေသခံလူငယ်တွေနဲ့အတူတူရှိနေကြတာဖြစ်နိုင်ပါတယ်။ဒါဆိုရင်အော့စမန်ဘာလို့ချက်ချင်းရေနစ်တည်ဆုံးသွားခဲ့ရတာလဲ။ဒီမေးခွန်းရဲ့အဖြေကိုမဖြေနိုင်ခင်မှာပဲနောက်တစ်နှစ်နီးပါးအကြာ2015ခုနှစ်မတ်လ3ရက်နေ့မှာနောက်ထပ်တည်ဆုံးမှုတစ်ခုထပ်ဖြစ်ပါတယ်။အဲ့ဒီလူကတော့သူတို့ကိုကျောင်းကနေပြီးတော့တောင်တက်လမ်းကျောင်းအဝင်ဝအခြေအထိတောင်ကြီးအထိပို့ပေးခဲ့တဲ့တက်ဆီသမားလီယိုနာဒိုဟာရေတိမ်တိမ်လေးရှိတဲ့မြစ်ထဲမှာရေနစ်တည်ဆုံးလျက်ရှိတာကိုတွေ့ရှိရတာကိုဖြစ်ပါတယ်။သူဟာခီးသွားတွေကိုရေချိုးဖို့လိုက်ပုံရင်းနဲ့စောင့်နေတုန်းမှာဘလို့ဖြစ်ပြီးရေတိမ်ထဲမှာရေနစ်တည်သွားရတယ်လဲဆိုတဲ့မိကွန်းကတော့လူတိုင်းအတွက်မိကွန်းထုတ်စရာပါပဲ။ဒါနဲ့မကသေးပါဘူး။အဲ့ဒါတွေပြီးတော့မကြခင်ပထမတစ်ယောက်ဖြစ်တဲ့အော့စမန်ရဲ့တငယ်ချင်းဖြစ်သူဓာတ်ပုံထဲမှာအတူပါဝင်ခဲ့တဲ့22နှစ်အရွယ်ဟိုဇေးကလည်းပဲကားတိုက်ခံပြီးတည်ဆုံးသွားခဲ့ပါတယ်။သူ့ကိုတိုက်သွားတဲ့ကားသမားတိမ်းရှောင်သွားခဲ့တဲ့အတွက်ကြောင့်မလို့မမိလိုက်တဲ့အပြင်ဘယ်သူပဲဝါဆိုတော့မဖော်ထုတ်နိုင်ခဲ့ပါဘူး။ဒါနဲ့မပြီးသေးပါဘူး။ဧပြီလ4ရက်နေ့ပထမအိုဇမန်ဆိုတဲ့တယောက်အသက်ဆုံးရှုံးသွားပြီးတစ်နှစ်တင်းတင်းပြည့်တဲ့နေ့မှာလမ်းပြတစ်ရဲ့သားလုတ်သူရဲ့တငယ်ချင်းဖြစ်သူနောက်ထပ်လူငယ်တဦးဟာလည်းမတင်ငါစရာကောင်းတဲ့အခြေအနေနဲ့ရေနစ်တည်ဆုံးခဲ့ရပြန်ပါတယ်။ဒီအချိန်မှာတော့လူတွေရဲ့တန်တရားအထွတ်ထိပ်ကိုရောက်ရှိလာပါပြီ။ဒါရီယာတိုက်ဆိုင်မှုတွေကြီးပဲလား။ကျွန်တော်တို့ဒီတည်ဆုံးမှုတွေကပနားမတောနယ်ထဲမှာဖြစ်ပျက်ခဲ့တဲ့အရာတွေဟာရိုးရိုးသားသားမတော်တဆမှုမဟုတ်ဘူးဆိုတာကိုပိုပြီးထင်ရှားစေတဲ့အရာတွေလို့ပဲမြင်ပါတယ်။အမှုနဲ့ပတ်သက်နေတဲ့အဓိကသက်သေတွေကတယောက်ပြီးတယောက်ရင်းနစ်တာကားတိုက်တာတွေနဲ့တည်ဆုံးကုန်ကြတာ။တစုံတစ်ယောက်ကသဲလွန်စာတွေဖြစ်စည်းပြစ်နေတယ်လို့သက်သေတွေကိုနှုတ်ပိတ်နေတာဖြစ်နိုင်တယ်လို့ယူဆစရာရှိနေပါတယ်။ဒါဆိုရင်အမှန်တရားကဘာလဲ။ခရစ်နဲ့လက်စိမ်းတို့ရဲ့နောက်ဆုံးအချိန်တွေမှာဘာတွေတကယ်ဖြစ်ပျက်ခဲ့တယ်လဲဆိုတာဒီတည်ဆုံးသူတွေနဲ့အတူမြေမြုပ်တင်ညိုခံလိုက်ရပြီလားလို့ပဲမေးစရာကြံပါတော့တယ်။ဒီအမှုအတွက်တိကျသေးကြတဲ့အဖြေဆိုတာအခုထိမရှိသေးပါဘူး။တချို့ကတော့မိန်းကလေးနှစ်ယောက်ဟာယူတသားလမ်းပြောက်ပြီးတောနဲ့ရဲ့တန်ကိုမခံနိုင်မဲ့အသက်ဆုံးရှုံးသွားခဲ့တာလို့ယုံကြည်ကြပါတယ်။ဒါပေမဲ့အများစုကတော့သူတို့ဟာအချိန်မှားနေရာမှားမှာမကောင်းတဲ့အရွယ်ချက်ရှိတဲ့သူတွေနဲ့ရင်ဆိုင်ခဲ့ရတာလို့ခိုင်ခိုင်မာမာယူဆနေကြပါတယ်။ဒီဖြစ်စဉ်တစ်ခုလုံးကိုကျွန်တော်အနေနဲ့သုံးသပ်ချင်တာကတော့သူတို့ရဲ့အစောပိုင်းရေးပေါ်ဖုန်းခေါ်ဆိုမှုတွေကချောင်းရုံးမှုကိုပြနေတယ်။ညဘက်တက်ပုံတွေကမျောလင်းချက်ကင်းမဲ့ခြင်းကိုခန်းစားရစေတယ်။ဖြစ်စည်းခံလိုက်ရတဲ့ဖိုင်နံပါတ်909ကတော့တစုံတစ်ယောက်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုကိုသက်သေပြနေတယ်လို့ပဲမြင်ပါတယ်။အားလုံးထဲမှာအထူးဆန်းဆုံးကတော့ဗျာ6တွေ့တန်ရှင်းနေတဲ့ကြောဘိုးအိတ်ပါပဲ။ဒီကြောဘိုးအိတ်ပေါ်လာရခြင်းကလည်းအကြောင်းတော့ရှိပါတယ်။တွေ့ရှိသူသို့မဟုတ်ထိထိရောက်ရောက်သတင်းပေးသူမိသူကိုမဆိုစုချင်းငွေဒေါ်လာ3000ပေးမယ်လို့ထုတ်ပြန်ထားတာကြောင့်ပါ။ဒါပေမဲ့ဒီနေရာမှာသိထားတဲ့နာကတော့ဒေါ်လာ3000စုချင်းငွေထုတ်ထားပေမဲ့အိတ်ကိုလာအပ်တဲ့သူတွေကတော့ဒီပတ်စံကိုရမသွားခဲ့ကြပါဘူး။ဒီအမှုအကြောင်းကိုသိထားကြတဲ့လူတစ်ယောက်သို့မဟုတ်လူတစုကများကင်မရာထဲကပုံဒါမှမဟုတ်ဗီဒီယိုကိုဖြတ်ထားလိုက်ပြီးတော့စုချင်းငွေအတွက်တင်ထားတဲ့ကြိုးပွေကိုထုတ်ပေးလိုက်တာများလားဆိုတာလည်းစဉ်းစားစရာပါပဲ။တရားဝင်အားဖြင့်တော့ဒီအမှုကိုမတော်တဆမှုလို့သတ်မှတ်ထားလိုက်ပါတယ်။ဒါကတော့အာဏာပိုင်တွေရဲ့သတ်မှတ်မှုပေါ့နော်။ဒါပေမဲ့ဒီဒေသတစ်ခုလုံးမှာလူပျောက်ဆုံးမှုပေါင်း20ထက်မကရှိနေခဲ့တာပါ။အာဏာပိုင်တွေကတော့ဒါတွေကိုအသေးစိတ်စုံစမ်းစစ်ဆေးဖို့ဘယ်တော့မှမကြိုးစားခဲ့ပါဘူး။ဒါကတော့သူတို့ရဲ့ပေါ်လျော်မှုပါပဲ။တစ်ဖက်မှာကတော့မိသားစုဝင်တွေကိုယ်တိုင်အစိုးရရဲ့ရှင်းလင်းချက်ကိုယုံကြည်ဖို့ခက်ခဲနေကြပါတယ်။ခရစ်ရဲ့ဖခင်ကသူဟာပနားမအစိုးရနဲ့ချုပ်ဆိုထားတဲ့သဘောတူညီချက်ကြောင့်လွတ်လွတ်လပ်လပ်ပြောဆိုခွင့်မရှိဘူးလို့ဝန်ခံခဲ့ခြင်းကလည်းဗဟေတိတစ်ခုပါပဲဒီအမှုမှာကျွန်တော်တို့သိတာတစ်ခုပဲရှိပါတယ်အဲ့ဒါကတော့မျောလင်းချက်တွေအိမ်မက်တွေနဲ့ပြည့်နေတဲ့လူငယ်အမျိုးသမီး2ဦးဟာသူတို့လုံခြုံစိတ်ချရမယ်လို့ယူဆရတဲ့နေရာတစ်ခုမှာပျောက်ကွယ်သွားခဲ့တာပါပဲဆယ်စုနှစ်တစ်ခုကျော်ကြာသွားခဲ့ပေမဲ့အမှန်တရားကတော့ပနားမတောနယ်ကြီးရဲ့တနေရာမှာမြုပ်နှံခံထားရစေပါပဲတစ်ဖက်မှာ Chris Kremers နဲ့ Lesane Front တို့ကိုသူတို့ဘယ်လိုအသက်ဆုံးရှုံးခဲ့ရတယ်လဲဆိုတဲ့အမှုမှန်ပေါ်ပေါက်ဖို့ကအရေးကြီးတယ်လို့တစ်ဖက်မှာလည်းသူတို့ရဲ့အိမ်မက်တွေသူတို့ရဲ့တက်တီတွေနဲ့သူတို့ရဲ့လှပတဲ့လူငယ်ဘဝတွေကိုကျွန်တော်တို့အသိမှတ်ပြုတံမိုးထားပေးဖို့ကလည်းအရေးကြီးပါတယ်
အမှန်တရားကဒီနေ့မှာတော့အလင်းအောင်ပေါ်ရောက်လာလိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကိုနားဆင်ပြီးတဲ့အတွက်လေးကျေးဇူးတင်ပါတယ်ခင်ဗျအော်ဒါနဲ့အပတ်မကြည့်ဘူးဆိုရင်နောက်ထပ် Velo video မျိုးစားလေးတွေများကြည့်ချင်တယ်လဲဆိုတာကိုကျွန်တော်ဘောနော်ညွှန်ကြားပေးကြပါအောင်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်နာမည်အောင်ကောင်းမြတ်ပါနောက်ထပ် video တစ်ခုမှပြန်တွေ့ကြမယ်ခင်ဗျာ signing off